နဲ့ပေါ့နော်တဲ့လူတွေအားလုံးကိုဆရာမအနေနဲ့ကြာတော့စိတ်ပညာဆရာမတယောက်အနေနဲ့ပေါ့နော်ကျေးဇူးတင်ပါတယ်လို့ပြောချင်တာပေါ့နော်လူတွေအများကြီးလည်းတက်ရောက်လာတဲ့အကြောင်းလို့ဝမ်းသာရပါတယ်အဲ့တော့အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေပေါ့နော်အဲ့တော့ဆရာမအနေနဲ့ဒီနေ့ပြောမှာကတော့ social psychology နဲ့ပတ်သက်တာလေးပေါ့နော်လူမှုဆက်ဆံရေးဆိုင်ရာစိတ်ပညာလေးပေါ့ဒါလေးကိုပြောမယ်ဆိုတဲ့အခါမှာဆရာမတို့ကနေမှဒီပေါ့နော် slide လေးတွေနဲ့ပြသွားမှာဖြစ်ပါတယ် PowerPoint နဲ့ပေါ့နော် slide လေးတွေကိုဆရာမကနေမှပြောသွားမယ်အဲ့တော့ဒီ line ချိန်တွေပါညာရပေါ့နော်ဒီ PowerPoint တွေ slide လေးတွေပြီးသွားအောင်တော့စောင့်ပါမယ်စောင့်ပြီးတော့ဘာမေးချင်လဲပေါ့ဆရာမရှင်းပြနေတဲ့အချိန်မှာပေါ့နော်မေးချင်တာလေးရှိရင်ကိုပါလားဘေးနားမှာမှတ်ထားတာမျိုးပေါ့နော်ဒီပြောနေတဲ့အချိန် slide ပြပြီးတော့ရှင်းတဲ့အချိန်တွေတော့မေးမရှိဘူးပေါ့နော်ဘာလို့ line ချိန်နေရရဲ့နောက်ကြတော့ record ရဲ့အကြောင်းလို့ပေါ့နော်အားကြောင့်လို့ဆိုတော့ဒီ slide လေးတွေနဲ့ရှင်းသွားပါမယ်ပြီးရင် question answer ချိန်လေးရှိရပေါ့နော်အရာလေးနဲ့ဆွေးနွေးကြမယ်ပေါ့နော်အဲ့လိုလေးပြောချင်ပါတယ်အဲ့တော့ဆိုတော့လူသားတွေဖြစ်ကြတယ်ပေါ့နော်လူသားတွေဆိုတဲ့ကကြတော့လူချင်းဆက်ဆံတယ်လူမှုဆက်ဆံရေးဆိုင်ရာပေါ့နော်ဒါအစိတ်ပညာဆိုတာလူတိုင်းမဲ့နားလေတဲ့တယ်ပေါ့နော်ဘာလဲဆိုရင်လူနဲ့ဝေတဲ့နေရာဆိုတာဒီနေရာမှာမရှိဘူးပေါ့နော်လူတွေကလူသားချင်းဆက်ဆံရတယ်ကိုယ့်ရဲ့ပညာရေးကြောင့်လူပါစင်းဆက်ဆံရတယ်ကိုယ့်ရဲ့စီးပွားရေးကြောင့်ဆက်ဆံရတယ်လူမှုရေးကြောင့်ဆက်ဆံရတယ်အဲ့လိုဆက်ဆံတဲ့အခါမှာ social psychology ကိုသိထားတယ်နားလဲတယ်ဆိုရင်ကိုယ့်အတွက်အသုံးချလို့ရတယ်ပေါ့နော်အဲကြောင့်မလို့ဆရာမအနေနဲ့ဒီဟာလေးကို share လုပ်သွားခြင်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆိုတော့ slide ကလေးနဲ့စပြီးတော့ share လုပ်ပါမယ်Tonight is leaving. Tonight is leaving. Okay. Hello, Mia last name teacher. မြင်ရတယ်တမီး Hello ဟုတ်မြင်ရပါတယ်ဟုတ်ကဲ့မြင်ရပါတယ်ချေပြီးတော့ဆရာမဒီနေ့ဆွေးနွေးမှာကတော့ဒါ honest hour နေ့စီစဉ်တဲ့ understanding human interaction ပေါ့နော်လူသားချင်းတူနဲ့တူအပြန်အလှန်ဆက်သွယ်တဲ့အခါမှာနားလည်မှုနဲ့ဆက်သွယ်တဲ့အကြောင်းမလို့ပြောမယ်ဆိုရင် social psychology ပေါ့နော်ဒီလူမှုဆက်ဆံရေးစိတ်ပညာကိုသိတဲ့အခါမှာကိုကလူသားချင်းတယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာပို့ပြီးတော့နားလည်ပြီးတော့ပို့ပြီးတော့ကိုယ်အတွက်ထီရောက်စေတာပေါ့နော်အဲ့တော့ဆရာမအနေနဲ့ဒါဆရာမရဲ့ profile တော့တော်တော်များများတော့တည်ပြီးသားဖြစ်မှာပါဆရာမကတော့ဒါအခြေခံပညာမှာလည်းလုပ်ခဲ့ပါတယ်ပြီးတော့အစင်းမြင့်ပညာပေါ့နော်တက္ကသိုလ်မှာလည်းလုပ်ရင်းနဲ့တက္ကသိုလ်ကနေမှာကတိကရာထူးနဲ့ပေါ့နော်2018မှာမွေးရတက္ကသိုလ်စိတ်ပညာဌာနကနေအငြိမ်းစားယူပါတယ်အဲ့မတိုင်ခင်မှာလည်းဆရာမစာအုပ်တွေစာအများကြီးခဲ့တယ်ပေါ့နော် psychology နဲ့ပတ်သက်တဲ့စာအုပ်တွေခုတော့စုစုပေါင်း17အုပ်ထုတ်ဝေထားတယ်ပေါ့အဲ့ဒါပြီးသွားတဲ့အခါမှာဆရာမဆက်ပြီးတော့လည်းခု instructor အနေနဲ့သင်တန်းတွေပြင်ဆင်အငြိမ်းစားယူပြီးနောက်မှာသင်တန်းတွေပို့ချနေပါနဲ့သင်တန်းတွေအများကြီးကိုယ်ပိုင်ကျောင်းတွေမှာလည်းတွားပြီးတော့ပို့ချပေးတယ်ပေါ့နော်နောက် professional counselor တွေနဲ့လည်းဒီ honest hour ဆရာမတို့ဖက်ပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့တော့ဆရာမတို့ honest hour မှာဆိုရင်သင်တန်းတွေပေးတယ်ပေါ့နော် apply psychology child psychology counseling psychology ဆိုပြီးတော့ပေးလာရင်းနဲ့ခုကျတော့ social psychology ဆိုတဲ့သင်တန်းလေးလည်းရှိမှဖြစ်ပါတယ်ခုမှစတာပေါ့နော်ဒီသင်တန်းလေးကတော့ဆိုတော့ဒီလပဲပေါ့22ရက်ပေါ့ကြာသပတေးနေ့မှာစမှာဖြစ်ပါတယ်ဒီဘက်မှာ2ရက်ပေါ့နော်ကြာသပတေးတောက်ကြ2ရက်3ဘက်တည်းပဲပေါ့နော်6ရက်အဲ့ဒါတော့ certificate of introduction to social psychology ပေါ့နော်အဲ့တော့ဒီလူမှုဆက်ဆံရေးစိတ်ပညာပေါ့ဒါလေးကို certificate ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဆိုတော့ honors hour မှာတော့ဒါservice တွေတော့အများကြီးပဲဖြစ်ပါနော်သူကတော့ holistic view နဲ့သွားတဲ့အတွက်ကြောင့်လို့သင်တန်းတွေလည်းအများကြီးရှိတယ်နောက် physical ဘိုင်းရောmental ဘိုင်းရောကိုအကုန်လုံးကို
service တွေပေးတယ်ပေါ့နော်เนาะ retreat program တွေလည်းရှိတယ်နောက်ကြတော့ chakra တွေရှိတယ်နောက်သင်တန်းတွေလည်းအများကြီးရှိတယ်ကောင်း psychiatric တွေရှိတယ်စေချမ်းမကြီးထုခုဆရာဝန်တွေရှိတယ် counselor တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါအင်အားပြေဝတဲ့ honest hour တို့ဆရာမနေရတော့ပြောချင်တာပေါ့နော်အဲ့တော့ဒါလေးကဆရာမရဲ့ profile ဖြစ်ပါတယ်အဲ့တော့စပြီးတော့ social psychology ရောစမတော့ဒါ social psychology ဘာသာရပ်တစ်ခုကိုလေ့လာတော့မယ်ဆိုရင်ဒီဘာသာရပ်ရဲ့ definition လေးပေါ့နော်ဒါလေးတွေကိုသိမှသာကိုယ်ကနေမှာဘာသာရပ်ကဘာတွေလေ့လာလဲဆိုတော့ကိုသိရတာပေါ့အဲ့တော့ social psychology လေးမပြောခင်မှာစမတော့ psychology ရဲ့ definition လေးနဲ့ဒီပြောချင်တာပေါ့နော်အဲ့တော့ psychology ကတော့ psychology is a scientific study of behavior and mental processesစိတ်ပညာဆိုတာဘာတွေလေ့လာရဲဆိုရင်လူတွေရဲ့အပြုအမူနဲ့စိတ်ဖြစ်စဉ်ကိုတွဲပြီးတော့သိပ္ပံကြီးကြလေ့လာတာကိုစိတ်ပညာလို့ခေါ်တယ်ပေါ့နော်လူတွေရဲ့စိတ်ကမမြင်အောင်မမြင်ရတဲ့စိတ်ကိုသိပ္ပံကြီးကြလေ့လာဖို့ဆိုရင်လူတယောက်ရဲ့ပြုမှုပြောဆိုအနေထိုင်ပေါ့နော်ဒီဟာလေးတွေကိုကြည့်ရင်လည်းမှ behavior ကနေမှဒီသူရဲ့ mental ပေါ့နော်စိတ်နဲ့ဆက်ဆက်ပြီးတော့မှသိပ္ပံကြီးကြလေ့လာတာကိုစိတ်ပညာလို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ social psychology ကတော့ psychology ရဲ့ဘာသာရပ်ခွဲတစ်ခုဖြစ်ပါတယ်အဲ့တော့ social psychology ရဲ့ definition တွေကတော့ social psychology is the systematic study of social behavior အဲ့တော့လူမှုဆက်ဆံရေးစိတ်ပညာဆိုတာသူ systematic story ပဲသိပ္ပံကြီးကြလေ့လာထားတယ်လူတွေရဲ့လူမှုဆက်ဆံရေးအပြုအမူတွေလေ့လာတာဖြစ်ပါတယ်လူတွေတယောက်နဲ့တယောက်အပြုအမူတွေလေ့လာကြတယ်ပေါ့နော်အဲ့လိုလေ့လာတဲ့အခါမှာဆိုရင်လူတွေမှာတယောက်နဲ့တယောက်လူမှုဆက်ဆံတဲ့အခါမှာဘယ်လိုတွေဖြစ်လာသလဲပေါ့ဒါတွေကိုအဓိကထားပြီးတော့လေ့လာတယ်ပေါ့အဲ့ဆိုမနီတက်တော့မှဆိုရင်ဆရာကြီးဒေါက်တာမြင့်လွင်ပေါ့နော်စမာရွေးဆရာကြီးဆိုလဲ social psychology သင်တာဖြစ်ပါတယ်ဆရာကြီးပြောတဲ့စကားလေးကိုစမာထည့်ပြောမယ်ဆိုရင်ပေါ့နော်ရေထဲမှာရှိတဲ့ငါးလေးတွေအားတဲ့ငါးလေးတွေကသူရေထဲမှာကူးနေတယ်ပေါ့နော်ကူးနေပြီးတော့သူတို့မှသူတို့ပဲပျော်ပါနေတယ်ရေရဲ့ဖီအောင်သူတို့မသိဘူးတဲ့အဲ့လိုပဲလူသားတွေကလေလူဘဝထဲမှာဒီလိုပဲနေထိုင်နေကြခြင်းလူအချင်းချင်းဖိတယ်ဖိအားတွေပေါ့နော်social pressure ပေါ့နော်အဲ့ဒါလေလူတွေကမသိကြဘူးတဲ့အဲ့တော့ social psychology ကတော့လူတွေကတယောက်နဲ့တယောက် influence ဖြစ်တယ်လွှမ်းမိုးတယ်ဖိအားတွေလုပ်ကြတယ် demands တွေတောင်းဆိုမှုတွေဒါတွေကိုလေ့လာတာဖြစ်ပါတယ်အခြားလူတွေရဲ့ဖိအားအခြားလူတွေရဲ့လွှမ်းမိုးမှုကြောင့်လူတယောက်မှာပြောင်းလဲသွားတာပေါ့နော်as a person thought feeling and behavior influenced by other persons လူတယောက်ရဲ့အတွေးတွေthoughts တွေလူတယောက်ရဲ့ feeling ခံစားမှုတွေလူတယောက်ရဲ့ behavior အပြုအမူအပြောဆိုနေထိုင်တွေကိုတခြားလူတွေကလွှမ်းမိုးတယ်လူမှုဆက်ဆံရေးကလွှမ်းမိုးတယ်ပေါ့ဒါတွေကိုစိတ်ပညာရှင်တွေကလေ့လာတာဖြစ်ပါတယ်အဲ့တော့ social psychology the story of the social interaction အဲ့တော့လူမှုဆက်ဆံရေးစိတ်ပညာဆိုတာဘာလဲဆိုရင်လူတွေတယောက်နဲ့တယောက်အပြန်လှန်တုံ့နေကြတာinteraction ဆိုတာအပြန်အလှန်ပြောဆိုတဲ့ဆက်ဆံကြတဲ့အခါမှာအဲဆက်ဆံနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုလေ့လာတာပဲပေါ့နော်အဲ့တော့ social psychology ကိုသိထားတယ်ဆိုရင်ကိုက human relationship မှာအဆင်ပြေသွားတယ်ပေါ့နော် social interaction လုပ်တဲ့အခါမှာ understanding ဖြစ်သွားတယ်ပေါ့နော်နားလည်သွားတယ်အဲ့ကြောင့်လို့ social psych လူငယ်တွေဆိုလည်းရှိရပြီစေကြောသက်တွေတို့လူငယ်တို့မှဆိုရင်ဒါ peer pressure ရှိတယ်peer pressure ဆိုတက်တူရွယ်တူတွေရဲ့ဖိအားလွှမ်းမိုးမှုတွေအဲ့ကြောင့်တစ်ခါမလုပ်ချင်မဲ့လုပ်ရတဲ့အချက်တွေပေါ့နော်အဲ့ဒါကြောင့်မလို့ဒါဆိုရင် social psychology ကိုလေ့လာမယ်ဆိုရင်ဒီအကြောင်းအရာတွေကိုအများကြီးသိလာနိုင်တယ်ပေါ့နော်Now, theories of social psychology. That social psychology မှာ theory အများကြီးရှိတယ်အဲ့ထက်မှာတော့စပါကဒီနေ့ကနှစ်ခုသုံးလောက်ပဲပြောသွားမယ်ပေါ့နော်အဲ့တော့ပရမ theory ကဘာဆို role theory role ဆိုတာအခန်းကဏ္ဍပေါ့နော်လူတယောက်ရဲ့ကိုယူထားတဲ့အခန်းကဏ္ဍကိုရောက်နေတဲ့နေတာပေါ့နော်အဲ့ဒါကိုrole လို့ခေါ်တာပေါ့role theory မှာကျတော့ social behavior the role of individual in society role expectation demand and role skills
လူတွေကလူမှုဆက်ဆံရေးအပြုအမူတွေလုပ်တဲ့အခါမှာဆိုရင်ကိုလူဖွဲ့စည်းတစ်ခုမှာဘယ် role ကိုယူထားတာလဲသူတယောက်ကကိုယူထားတဲ့အခန်းကဏ္ဍအဲ့ခန်းကဏ္ဍနဲ့လိုက်ရောညီထွေအောင်နေရတယ်အဲ့တော့လိုက်ရောညီထွေအောင်မနေနိုင်ရင် stress တွေဖြစ်လာ trauma တွေရလာတာပေါ့နော်စိတ်ပီစီလာတယ် social problem တွေဖြစ်လာတယ်ပေါ့အဲ့တော့ role မှာလည်း expectation တွေရှိတယ်အခန်းကဏ္ဍမှာမျှော်လင့်ချက်တွေပေါ့နောက် demands တောင်းဆိုမှုတွေနောက် role scale ဒီ role ပေါ်မှာကိုကကျွမ်းကျင်အောင်နေထိုင်ရတာဖြစ်ပါတယ်အဲ့တော့ role လို့ပြောတဲ့အခါမှာ this set of behavioral functions role ဆိုတာပြုမှုတစ်ခုပဲ function လို့ဆောင်ချက်ပဲအဲ့တော့ appropriate for a person particular possession particular society အဲ့တော့ကိုကလူဖွဲ့စည်းတစ်ခုမှာကို role တစ်ခုယူထားတယ်အဲ့ role နဲ့လိုက်ရောညီထွေနေရမယ်အဲ့တော့ဆိုမှဥပမာပေးမယ်ဆိုရင်ကျောင်းဆရာမတယောက်ဆရာမဆိုတဲ့ role ယူထားပြီးပြီဆိုရင်ဒီ role နဲ့လိုက်ရောညီထွေအောင်နေရတယ်လို့ပြောချင်တာပေါ့နော်နောက်လုပ်ငန်းခွင်မှာဆိုတော့ manager ကြီးတော့team leader တော့အဲ့လိုယူထားတယ်ဆိုရင်ဒီ role နဲ့လိုက်ရောညီထွေတဲ့ဒါကိုမှ skill ရှိရမယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ဒီဥမာခုနဆရာမလို့ပြောလိုက်ရင်လူတွေရဲ့ expectation ရတယ်ဆရာမဆိုတာပညာတော်ရမယ်နောက်ဆရာမဆိုတာနုညံ့သိမ်မွေ့ရမယ်ဆရာမဆိုတာဝိစားစင်မှုတွေရတယ်ယဉ်ကျေးသိမ်မွေ့ရမယ်ဆိုပြီးတော့ culture ကနေမှ expectation လောက်ထားတယ်ယဉ်ကျေးမှုတလေးထုံးစံအဲ့တော့ဆရာမဒီအဲ့ role နဲ့လိုက်ရောညီထွေအောင်နေရတာဖြစ်ပါတယ်မနေဘူးဆိုရင်ဘာဖြစ်လာ social ကနေမှကိုအပြစ်ပြောလာတယ်ပေါ့နော်ဆရာမဖြစ်နေပြီးတော့ကျန်တမ်းပြောတာတွေလူတွေနဲ့ရန်ဖြစ်တာတွေစကားများတယ်ဆိုရင်သူကိုရိုးမထိန်ဘူးပေါ့နော်နောက်ကဆရာမဖြစ်နေပြီးတော့ဝစ်ဆောင်ဆင်းရင်တာတွေအတူတွေအပြက်တွေဝစ်ပြီးတော့နေတာထိုင်တာတွေအဆင်မပြေဘူးဆိုရင်ဒါကိုအတွက်လူမှုဆက်ဆံရေးမှာလေးစားတာမခံရတော့ဘူးပေါ့အဲ့တော့လူတွေကတခါဒီကြရင်လည်းအဲ့ဒီ role တွေ new expectation နဲ့လိုက်ရောနေချွေအောင်နေရင်းနဲ့ပဲစိတ်တွေကျဉ်ကျပ်ပြီးတော့စိတ်မှာ problem ဖြစ်လာအများကြီးတော့ရှိတာပေါ့နော်အဲ့တော့တက်နိုင်တဲ့များတော့လူဆက်ဆံရေးမှာကိုယူထားတဲ့ role ပေါ့အဆင်ပြေအောင်နေရတယ်ပေါ့အဲ့မှာ for example ဥပမာပြမယ်ဆိုဘူဆိုတဲ့ကောင်လေးတယောက်သူဒီ student ကျောင်းသားတယောက်ဟုတ်ပြီကျောင်းသားတယောက်ဘူဆိုတဲ့ကျောင်းသားတယောက်သူ့ရဲ့ role expectation သူ့လူတွေကမျှော်လင့်ကြမယ်ကျောင်းသားကျောင်းတက်ရမယ်ကျောင်းမှန်တက်ရ assignment လုပ်ရမယ် exam ဖြေရမယ်တန်းပြပါရှိရင်တန်းပြပါလုပ်ရမယ်ပေါ့နော်ရှေ့ရမယ်ပေါ့ဒါကျောင်းသားရဲ့ခံကဏ္ဍသူဒီတက်သူကျောင်းသားဆိုတဲ့ role ယူထားပြီးဒီအလုပ်တွေလုပ်ရမယ်အဲ့ role expectation နဲ့လိုက်ရောညီထွေအောင်မနေရင်ကြတယ်သူမှာ program ဖြစ်လာ conflict နော်ပြိပခါတွေပြဿနာတွေဖြစ်လာတတ်တယ်အဲ့တော့ကျောင်းသားဖြစ်နေပြီးတော့ကျောင်းမှမတက်ဘူး assignment လည်းမလုပ်ဘူးချူရီရဲ့မဖြေဘူး exam လည်းကောင်းကောင်းမဖြေရင်သူယူထားတဲ့ role သူကကောင်းကောင်းမလုပ်တဲ့ကြောင့်လို့ role conflict ဖြစ်မယ် social problem ဖြစ်မယ်ပေါ့နော်အဲ့တော့လူတွေမှာဒီ role conflict တွေအများကြီးဖြစ်တယ်ဥပမာမျိုးသမီးတယောက်ဒီအိမ်အောင်ရှင်မမျိုးသမီးပေါ့နော်သူအလုပ်လေးရှိတဲ့ထားအဲ့ဆိုသူကမုံနေတာလည်းပါလို့ရတယ်ကလေး2ယောက်ရှိရတော့အဲ့ကလေး2ယောက်ကြီးကြောင်းသွားဖို့အတွက်ပြန်ဆင်ရတယ်သူတို့အတွက်တကူတန်ရှင်းရေးလုပ်ပေးရတယ်ပြီးတော့ရင်အမျိုးသားရှိတယ်အမျိုးသားအတွက်လည်းပြန်ဆင်ရတယ်လုပ်ပေးရတယ်ပြီးတော့ရင်သူကကြောင်းသွားရတယ်ဆရာမထားပါတော့နော်အဲ့လိုဆိုသူကအိမ်မှာကျတော့အိမ်ရှင်မဆိုတဲ့ role ဒီ role တမမနဲ့ဆိုရင်လုပ်ပြီးသွားပြီကျောင်းရောက်ရင်ဆရာမဆိုတဲ့ role ဆရာမဖြစ်သွားပြီrole နဲ့လိုက်ရောညှိထအောင်နေရတယ်အဲ့ဒီနေမှာဒါသူညနေလေးပြန်လိုက်တဲ့ခါကျတော့အိမ်ကိုတမ်းမပြန်သေးအမေအိမ်ကိုသွားအောင်မယ်ပေါ့အမေအိမ်ကိုဝင်အောင်မယ်အမေနဲ့တွေ့တော့သမီးဆိုတဲ့ role အမေနဲ့တွေ့ရင်သမီးဖြစ်သွားတယ်အဲ့ဒီ role နဲ့လိုက်ရောညှိထလို့နေရတာပေါ့နော်အဲ့လို role တွေများလာပြီဆိုရင်ပို့ပြီးတော့ role conflict ဖြစ်တာပေါ့အမျိုးသမီးတွေမှာအကြောင်း stress တွေများလာတာပေါ့နော်စိတ်တိုးတာတွေဒေါသဖြစ်တာတွေများလာတာအဲ့တော့ဒါ role တွေမှာ conflict တွေရှိတယ်အဲ့တော့ role မှာ skill ရှိဖို့လိုတယ်ပေါ့နော်ကိုယူထားတဲ့နေရာမှာကျွမ်းကျင်ရင်တော့ conflict မဖြစ်ဘူးလို့ပြောချင်တာ
အဲ့တော့သူကဥပမာဒီ conflict မှာလည်း2မျိုးရှိတယ် inter role conflict နဲ့ intra role conflict ပေါ့ဒီဥပမာပေးထားတဲ့ဘူဘူကိုကြည့်အောင်ဘူဘူဒီကျောင်းသားတယောက်ဖြစ်တယ်အဲ့တော့သူက inter role conflict ကဘယ်လိုဖြစ်လဲဆိုရင်သူက final exam နီးနေပြီ final exam ဖြေရတော့အဲ့မှာအမေရှိကဖုန်းလာတယ်တားကြီးအမေတို့ဒီမိသားစုပြဿနာအမွေကိစ္စတွေဖြစ်နေတယ်တားကလည်းအကြီးဆုံးဆိုတော့ခါပြန်လာမှရမှာတားပြန်လာမှပြဿနာတွေပို့ပြီးတော့ရှင်းလို့ရမှာတားပြန်လာခဲ့ပါအဲ့တော့တစ်ဖက်ကခေါ်နေတဲ့အမေကတားကြီးဆိုတဲ့ rule ကြောင့်မလို့အမွေကိစ္စမှုပြန်လာခဲ့တစ်ဖက်က final exam ကဖြေရတော့မယ်အဲ့မှာဆိုရင်သူက inter role conflict ဖြစ်တယ်ပေါ့နော်ဒါလူတယောက်ထဲမှာပဲအဲ့လိုဖြစ်တယ် now intra role conflict ကြတော့သူတွင်းထဲမှာပဲဖြစ်တာ conflict role တစ်ခုထဲမှာဖြစ်တာပေါ့နော်ဥပမာသူဒီနှစ်ဖြောင်ကို tutorial ကနောက်ဆုံးနော်သူရဲ့deadline ကပေါ့နော် tutorial နောက်ဆုံးဖြေရမယ် term paper လည်းမနေ့ဖြောင်နောက်ဆုံးတင်ရမယ်ပေါ့နော်အဲ့လိုမျိုး deadline တွေနှစ်ခုစုံနေတဲ့ခါကျရင်ဘာလို့ရမှာမသိဘူးပေါ့နော်အဲ့တော့ချိန်ဆွဲတာတွေပါပါပေါ့နော်ချို့လူငယ်တွေဆိုချိန်ဆွဲတယ် deadline မှာနောက်ဆုံးရက်ကြမှာလောက်တာမျိုးတွေအဲ့လို skill မရှိတဲ့ခါမှာဆိုရင် role conflict တွေဖြစ်လာတာပေါ့နော်ဒါ role theory ကလာတယ်ဒါ social ပေါ့နော်စေပညာရှင်တွေရဲ့ knowledge တွေပေါ့နော်ပြောလာလို့ဖြစ်ပါလိမ့်နောက်တစ်ခုကတော့ social learning theory ပေါ့ social learning theory ကြောင့်နော် social learning theory ဘိုင်း social psychology Bandura ပေါ့ဒါ Bandura ဆိုတဲ့စိတ်ပညာရှင်ကသူက social learning theory ကိုဖော်ထုတ်ခဲ့တယ်သူရဲ့အဓိကတော့ဗာလဲဆိုရင် stimulus and response approach ပဲ stimulus လုံးစုံပေးတယ် response တုံ့ပြန်တယ်ကလေးတွေကိုကသင်ယူလိုက်တာပေါ့နော်လုံးစုံပေးလိုက်ကလေးကပြန်တုံ့ပြန်တယ်ပေါ့နော်အဲ့တော့ဒီ social psychologist တွေကဘာပြောလဲဆိုရင် any learned behavior organ result or social accept environment ပေါ့နော်သူကကလေးတယောက်ရဲ့သင်ယူချက်ပေါ့နော်ကလေးတယောက်ရဲ့သင်ယူမှုတွေအားလုံးကသူနေထိုင်တဲ့ပတ်ဝန်းကျင်အနေနဲ့သင်ပေးတာတွေပဲဖြစ်တယ်သူရဲ့လူမှုဆက်ဆံရေးရှုထောင့်ကနေကလေးကကြည်နေတာပေါ့နော်အဲ့လိုကြည်ရင်လည်းမှသူကတင်ယူလိုက်တာပဲဖြစ်တယ်အဲ့တော့စိတ်ပညာရှင်တွေကတော့အားကြောင့်မလို့ဒီ role တွေခုနပြောရင်မိဆိုတဲ့ခံကဏ္ဍတို့ဆရာဆရာမဆိုတဲ့ခံကဏ္ဍဒီ role ဒါ role model တွေဖြစ်ပါ role model တွေဖြစ်တဲ့ကြောင့်သူတို့ရဲ့ပြုမှုနေထိုင်နေဆိုအရန်ရေးကြည့်ရပေါ့နော်အဲ့တော့ clear observation learning or respond to social stimuli observation ဆိုတော့ရှုမှတ်လေ့လာတာသူမျက်လုံးလိုက်ကြည့်နေတာပေါ့နော်ကြည့်နေနေပဲသင်ယူသွားတယ်အတူခိုးသွားတယ်ပေါ့နော်အကြောင်းစိတ်ပညာရှင်တွေကဗာပြောလဲဆိုရင်ကလေးတွေကလူငယ်တွေကသူတို့စုံမစကားတွေပြောနေရဆိုရင်နားတွေပိတ်ထားပြီးတော့လူကြီးတွေဗာလုပ်တယ်ဆိုတာကြောင့်မျက်လုံးဖွင့်ပြီးကြည်နေတယ်တဲ့အဲ့လိုပြောတာပေါ့နော်စိတ်ပညာရှင်တွေအဲ့တော့လူကြီးတွေဗာလုပ်တယ်သူတို့ဖုန်းမကင်နဲ့ဆိုပြောအမေမေလဲကင်တာပဲပြန်ပြောတာပေါ့နော်ဖေဖေလဲကင်တာပဲသူတို့လူကြီးတွေလုပ်တဲ့အတိုင်းပဲလိုက်လုပ်တာမျိုးပေါ့အားကြောင့်မလို့ဒီကိုယ့်ရဲ့အပြောဆိုပြုမှုနေထိုင်တဲ့အရန်စင်ကြင်ရတယ်ပေါ့နော်ဥမာအမေကနေမှာပေါ့နော်သမီးလေးရှင်မှာမိုးချင်းသွားကြီးဆိုမိုးချင်းသွားကြောက်တယ်နားလေးပိတ်ပြီးတော့ခါကြတော့ခေါင်းအုံးထဲမှာတော့ခေါင်းလေးဝင်လိုက်တာခေါင်းလေးကိုပိတ်ထားတာပေါ့နော်အဲ့ဆိုသမီးလေးကကြည်နေရအော်မိုးချင်းတန်ကြရင်မမေကဒီလိုလုပ်တယ်ငါလည်းဒီလိုလုပ်မယ်ဆိုနောက်ကြရင်မိုးချင်းတန်ကြရင်တော့အဲ့လိုလုပ်တာပေါ့နော်မိတိုင်းပဲလုပ်တယ်တချို့အဖေတွေကြတော့အဲ့လိုမျိုးပေါ့နော်မိနဲ့စကားများပြီးတော့ပစ္စည်းတွေဖောက်ခွဲပကံတွေခွဲဖန်ခွက်တွေခွဲလို့တာပေါ့အဲ့ဒါဆိုကလေးရနေကြည်နေဒေါသပြည့်ရင်ပစ္စည်းတွေဖောက်ခွဲရတယ်ပေါ့နော်ဖေဖေကဒီလိုလုပ်တယ်ဟုတ်ပြီငါလည်းလုပ်မယ်ဆိုဒေါသပြည့်တဲ့အချိန်ကြတယ်နော်သူ့ရုပ်တွေလွန်ပြတာပြစ်ပေါက်တာတွေလုပ်တာပေါ့အားကြောင့်မလို့ဒါကလေးတွေက to imitate the response of the motor အဲ့တော့ဒီရှေ့ကနေလှုပ်ဆောင်ပြတဲ့ပုံမှာအတူခိုးတာပေါ့နော်ကျောင်းမြောင်ရင် teacher တွေကိုတူခိုးတယ်အိမ်မှာတော့ဒါ parents တွေပေါ့နော်နောက်အတူနေတဲ့သူတွေလည်းအရေးကြီးတယ်အဖိုးတို့အဖွားတို့နောက်ဦးလေးတို့အတော်တို့ပေါ့နော်နောက်ကျောင်းရောက်ရင်တော့ teacher တွေပေါ့အဲ့တော့မျိုးသူတို့တွေက imitate လုပ်တယ်အဲ့မှာလည်း reinforcement receipt ဆိုဒီ
အားဖြည့်ချက်ရတယ်ဆိုရင်သူကပို့လုပ်တယ်အားကြောင့်ကောင်းတဲ့ပြုမှုတွေဆိုရင်မိဘတွေကချီးမွမ်းစကားပြောတာလို့ဆုလက်ပေးတာဆိုးတဲ့ပြုမှုဆိုရင်နော် punishment ပေးတာပေါ့ဒါမျိုးတွေလုံးမှာသူကအကောင်အဆိုးအကြောင်းကျိုးတည်တော့ကလေးကတော့ငယ်စဉ်မှာကောင်းတာဆိုးတာတိတ်မတည်ဘူးသူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုတွေနေတည်တယ်ပေါ့နော်ဖွံ့ဖြိုးမှုတွေတဖြည်းဖြည်းနဲ့ဖွံ့ဖြိုးတဲ့အကြောင်းလို့လူကြီးတွေတော့မသိနိုင်ဘူးအားကြောင့်ဒါ reinforcement ပေးရင်ကောင်းတဲ့လုပ်တွေလုပ်တိုင်းလုပ်တိုင်းအားဖြည့်ချက်ပေးရဆိုရင်တော့ကလေးကကောင်းတဲ့ပြုမှုတွေရတယ်ပေါ့နော်ဒါလေးတွေက social learning theory ရဲ့ကပြောတဲ့အချက်လေးတွေပေါ့နော်နောက်တစ်ခုကတော့ Maslow ရဲ့ theory ဖြစ်ပါမယ် hierarchical need by Maslow ပေါ့နော် hierarchical ဆိုတော့ဒီအဆင့်ဆင့်သွားတာပေါ့နော်ပြည်မလို့ပုံစံမျိုးလေးပေါ့Abraham Maslow a leader of humanistic psychology အဲ့တော့လူသားဟောတာလူသားပဲတိကထားတဲ့စိတ်ပညာရှင်နေရာကြတယ်မှာသူကတော့ leader ပဲပေါ့နော် Maslow အဲ့တော့လူတွေရဲ့ဒီလူကြလူဆက်ဆံရေးလုပ်တဲ့အခါမှာလူတွေမှာလူအင်ဆန္ဒတွေရှိတယ်ပေါ့နော်အဲ့လိုအင်ဆန္ဒတွေပြေးဖို့အတွက်လူတွေကကြိုးစားကြတယ်အဲ့တော့ Maslow ရဲ့ hierarchy or needs မှာဆိုရင်လူရဲ့လူအင်ဆန္ဒမှာဆိုရင်အဆင့်ဆင့်ရှိတယ်အဲ့တဆင့်ပြီးမှတဆင့်ပြီးမှတဆင့်ပြေးသွားတယ်လို့သူကပြောတာပထမဆုံးအဆင့်အောက်ခြေကတော့ physiological needs ဖြစ်ပါတယ်ရုပ်ပိုင်းဆိုင်ရာလူအင်ဆန္ဒအစားအစာတို့ရေတို့အိပ်စရာနေရာတို့ပေါ့နော်ဒါတွေရှိရဆိုရင်လူကလူဝင်ဆန္ဒပြေဝသွားတယ်အဲ့ဒါပြေဝသွားပြီဆိုမှ safety need ကြတော့လူတယောက်ကလုံစိတ်ရောကိုယ်ရောလုံခြုံခြင်းတယ်ကြာစိတ်ရောကိုယ်ရောလုံခြုံခြင်းနဲ့စိတ်ဆန္ဒအဲ့တော့ဒီမေတ္တာတရားရတဲ့သူကကြတော့စိတ်ရောကိုယ်လုံခြုံတာပဲနှွေးထွေးတဲ့ချစ်ချင်းမေတ္တာရရင်ပေါ့ဒါမျိုးတွေသူတို့လိုချင်တယ်နောက်တစ်ဆင့်တက်လာတယ် belongingness and love needs ဒါကြတော့ belongingness ဆိုတော့အတူရှိနေတဲ့ပိုင်ဆိုင်နေဆိုတာပေါ့ချစ်ချင်းမေတ္တာပေါ့နော်အဲ့တော့ဒီ relationship ဖြစ်ချင်လာတယ် marriage like တွေဖြစ်ချင်လာတယ်အဲ့တော့ငါအိမ်အောင်ရှိတယ်ငါမမိသားစုလေးရှိတယ်ငါရဲ့ခင်မောငါရဲ့ဇနီးငါတို့ရဲ့သားလေးတွေဆိုအဲ့ belongingness ပေါ့နော် love and needs အဲ့လိုမျိုးအတူရှိနေတဲ့ပိုင်ဆိုင်ခြင်းနဲ့လူရင်းဆန္ဒဒါလေးဖွံ့ဖြိုးလာတယ်အဲ့ဟာဒီပြေဝသွားပြီဆိုမှ esteem needs ကတော့esteem ဆိုကိုယ်ကိုလေးမြတ်ထားတယ်ကိုယ်ကိုတန်ဖိုးထားလေးစားတဲ့စိတ်ပေါ့နော်ဒါလည်းအရေးကြီးတယ် self esteem နေတဲ့လူအားကြတော့ဖွံ့ဖြိုးဖို့တိုးတက်ဖို့အသိမလွယ်ဘူးသူက self esteem ကျသွားပြီဆိုရင်ကိုယ်ကိုတန်ဖိုးထားမှုမရှိဘူးဆိုရင်လူတယောက်ကအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေမရနိုင်ဘူးပေါ့နော်အဲကြောင့်မလို့ self esteem အရေးကြီးတယ်ကိုယ်ကိုလေးစားတန်ဖိုးထားတဲ့စိတ်ပေါ့လူအင်ဆန္ဒပေါ့ဒါလေးကရှိရမယ်ရှိရဆိုရင်သူကကြိုးစားရတယ်ပေါ့နော်ကိုယ်ကိုကောင်းတဲ့ပြုမှုတွေလုပ်တယ်ကိုဘဝအတွက်ကောင်းကျိုးရမယ့်ပြုမှုတွေလုပ်တယ်ကိုဘဝအတွက်ဆိုးကျိုးရမယ့်ပြုမှုတွေမလုပ်ဘူးပေါ့self esteem မြင်တဲ့လူတွေရဲ့အပြုပေါ့နော်အဲ့လိုမျိုးလူရဆန္ဒရှိရဲ့နောက်ထိတ်ဆုံးကတော့ self actualization needs လို့ခေါ်တယ်သူကမိမိစွမ်းအင်ပေါ့အပြည့်အဝဆုံးဖွံ့ဖြိုးခြင်းနဲ့လူရဆန္ဒဖြစ်ပါတယ်အဲ့တော့ကိုကနေရာတစ်ခုမှာရှိနေအဲ့နေရာအမြင့်ဆုံးမှာရချင်တာရောက်ချင်တာပေါ့နော်အဲ့ဒါ self actualization ပညာရပ်တစ်ခုလေ့လာကိုအဲ့မှာထိတ်ဆုံးမှာရောက်ချင်တာပေါ့ရောက်ချင်တဲ့လူရင်းစာနာရှိလို့လည်းကြိုးစားတယ်ပေါ့နော်ကြိုးစားလို့လည်းရောက်တယ်အဲ့လိုမျိုးအဲ့တော့ဒီလိုမျိုးအစဉ်စဉ်သွားရဲပေါ့Maslow ကတော့တစ်ခုပြီးမှတစ်ခုပြည့်တယ်ပေါ့နော်ဒီ esteem needs နဲ့ self actualization needs ကတော့တချို့လူတွေမရောက်ဘူးပေါ့နော်အဲ့ဒီမရောက်တဲ့သူတွေရှိတယ်အောက်မှာရှိတဲ့အဆင့်တွေကတော့ရောက်တယ်ပေါ့နော်အဲ့လိုမျိုးတွေပြောတယ်ဒါပေမဲ့တချို့ကလည်းဝေဖန်ကြတာပေါ့နော်physiological needs ကမရပဲနဲ့လေအဆက်ရှေ့ပေါ်တက်သွားတာအဆင့်တွေတက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်safety need မရဘူးဆိုဒါပေမဲ့ဒီ psychology ရတော့ physiological needs တို့ safety needs တို့မရရင်တော့ trauma ရလာတာပဲလေ trauma ရလာတဲ့ခါမှာတော့ social problem တွေဖြစ်တာပေါ့နော်အဲ့တော့ဒါလေးတွေကဒါ Maslow ရဲ့ needs လေးတွေပေါ့နော်လူရင်းဆန္ဒလေးတွေအဲ့လူရင်းဆန္ဒနဲ့ညီပဲလူတွေကနေထိုင်ပြုမှုပြောဆိုကြတယ်ပေါ့နော်
နောက်တစ်ခုကတော့ social perception ဖြစ်ပါတယ်လူမှုဆက်ဆံရေးလုပ်တဲ့အခါမှာပေါ့နော်တဦးနဲ့တဦးအာယုံတည်တာထင်မြင်ယူဆတာပေါ့ဆွဲထင်တဲ့ချက်တွေပေါ့ social perception ပေါ့လူတွေမှာလည်းအရေးကြီးတယ်ပေါ့နော်အစောကကြာလူတော်တော်များများပေါ့လူငယ်တွေပေါ့counseling လုပ်ပြီးတဲ့အခါမှာသူတို့ကsocial perception သူအရန်ကြောက်တယ် social anxiety လို့ခေါ်တာပေါ့နော်လူတွေကိုတော်တဲ့အချိန်မှာလူတွေကဘလို့ထင်မလဲဘလို့ထင်မြင်ယူဆမလဲဆိုရင်စိုးရိမ်ပြီးတော့လူတွေနဲ့မပေါင်းတော့တာလူတွေကိုရှောင်ကျဉ်လာတာပေါ့နော်အဲ့ဒါမျိုးတူငယ်တွေအများကြီးတွေ့ရတယ်နောက်ချိုးတွေဆို game ဆွဲချိုးဖုန်းဆွဲတယ်ပေါ့နော် screen time တွေများပြီးတော့ addiction ဖြစ်နေတဲ့အချိန်မှာလူချင်းချင်းကိုရှောင်ကျဉ်လာရှောင်ကျဉ်လာဆဲဆိုတော့စမှာပြောနေ self esteem ကကျတယ်ကြပြီးတော့ social perception နဲ့လူတွေငါ့ကိုဘယ်လိုထင်လဲလူတွေကငါ့ကိုဘာပြောမလဲဆိုရယ်အဲ့လိုတွေးတွေနဲ့နေတဲ့အခါမှာလူချားတွေကိုမသွားတော့ဘူးနော်အဲ့တော့ဒါလေးတွေကလေစမဆိုရင်ကိုယ့်ရဲ့ client တွေကိုပေါ့နော်အားပေးရတယ်အောင်မြင်ခြင်းနဲ့လူထူးချွန်တဲ့လူထက်မြက်ခြင်းနဲ့သူဒီ social skill ကောင်းလုပ်ရမယ်ပေါ့နော်အဲ့တော့စိတ်ပညာရှင်တွေကပြောတာကြတော့ဒီလူတယောက်ကပေါ့နော်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရရမှာအဲ့တော့အောင်မြင်တာကြတော့အိုက်ကျူမြင်ပြီးကြိုးစားတာပေါ့နော်ဒီပျော်ရွှင်တာကြတော့ social skill ကောင်းမှဖြစ်ပါတယ်အဲ့တော့အီကျူလို့လည်းခေါ်တာပေါ့နော်အဲ့တော့အီကျူမြင်မှသာလေလူကပျော်ရွှင်တာပေါ့အဲ့တော့အောင်မြင်ပျော်ရွှင်တယ်ချိုးစရာအောင်မြင်တယ်ငွေလည်းရမ်းရှိငွေလည်းချမ်းသာတယ်ဒါပေမဲ့မပျော်ရွှင်ဘူးအဲ့ပေါ်ရအထင်ပဲမရှိစိတ်ပညာရှင်တွေကအောင်မြင်ရမယ်ပျော်လဲပျော်ရွှင်ရမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီပျော်ရွှင်မှုအတွက်ကြတော့ social skill ကအရေးကြီးတယ်အဲ့တော့အဲ့မှာဆိုရင်ဆိုတော့ social မှာ first impression of other people first impression ဆိုပထမဆုံးအာရုံဆွဲထင်ချက်ပထမဆုံးတွေ့ရှိတဲ့အခါမှာထင်မြင်ယူဆချက်ပေါ့ခြားလူတွေရဲ့ပထမဆုံးတွေ့ရှိတဲ့အခါမှာထင်မြင်ယူဆချက်တွေအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်လူချင်းဆိုတဲ့စိတ်ပညာရှင် experiment သူရဲ့စမ်းသပ်မှုပေါ့နော် primary effect နဲ့ recency effect ပေါ့ primary effect ဆိုတာစောပိုင်းတရင်ချက်လက်ရရှိပြီးတော့အဲ့ရရှိတဲ့တရင်ချက်လက်ရဲ့အကျိုးတရား recency effect ကတော့လက်တလောရရှိတဲ့တရင်ချက်လက်ရဲ့အကျိုးတရားပေါ့နော်အဲ့လိုမျိုးဒီသူတို့ရဲ့တွေ့ရှိချက်တွေကိုခွဲခြားတယ်အဲ့မှာဆိုရင် first impression greatest influence our impression ပထမဆုံးတွေးကြုံနဲ့တွေးကြုံမှာဆိုရင် great influence ဒါတအားကိုလွှမ်းမိုးတယ် our impression ကျွန်တော်တို့ရဲ့ထင်မြင်ယူဆချက်လူတယောက်နဲ့တယောက်မတွေ့ဘူးခုမှစတွေ့အဲ့စတွေ့တဲ့အချိန်မှာတယောက်တော့ကဲဖြတ်ပြီးကိုအုံနောက်တင်အနေမှာသူကဘယ်လိုလူစားလဲဆိုတာကိုထင်မြင်ယူဆတော့ impression ကိုခေါ်အဲ့တော့ first impression အရေးကြီးတဲ့အကြောင်းဒါချို့တွေ interview တွေသွားဖြည့်တယ်အလုပ်တွေ interview တွေသွားဖြည့်တယ်ဆိုရင်impression ကောင်းလို့ဝစ်စားစင်ရတယ်နေထိုင်ရတာပေါ့နော်နေတဲ့တိုင်းတီတတကြီးရဲ့ကလေးဝစ်စားစင်ရတယ်ကိုရှောင်းမဲ့အလုံးနဲ့လိုက်ရောညီထူတဲ့ဝစ်စားစင်လုပ်ရတာပေါ့နော်ဒါမှသာ interview လုပ်တဲ့သူတွေကခံကျင်တဲ့စိတ်ပေါက်လာတာပေါ့နော်နောက်တစ်ခါချို့အတွေ့တွေဟာခုမှ relationship မှာ date လုပ်ကြတာပေါ့ပထမဆုံးတွေ့ကြမယ်ဆိုရင်မိန်းကလေးကလည်း first impression ကောင်းလုပ်တယ်ယောက်ျားလေးလည်းအဲ့လိုပဲအဲ့လိုမှသူတို့ကောင်းအောင်တယောက်နဲ့တယောက်ထိန်းသိမ်းပြီးတော့နေရတာပေါ့ဘာလို့ဒီ first impression နောက်ပိုင်းထိအောင်သူလွှမ်းမိုးတာမို့လို့နော်ဥမာဆိုတက်တူမှာပေါ့ကျွတ်တယောက်ခံထားတယ်professor ကြည်နေတယ်ဒီပမောက္ခပေါ့နော်ကြည်နေတဲ့ဒီကျွတ်လေးအောင်စဝင်ကြတဲ့အလုပ်ကိုနောက်ကြတယ်ပြီးရင်အတန်းဝင်တာလည်းနောက်ကြတယ်သူ့ခိုင်းလိုက်ရင်ပေါ့နော်အမြဲတမ်းနောက်ကြနေတယ်နောက်ပြီးကြရင်သူကအဆောင်မှာရက်တောက်တယ်ဗာနဲ့ကြားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီပမောက္ခကြီးကဒီကျွတ်လေးကိုသူ first impression မကောင်းတော့
အဲ့တော့သူအမြဲတမ်းဒီကျူရာလေးကိုညှို့ညင်းနေဒီဟာထက်ခါအပြစ်တွေပြောတယ်အဲ့လိုမျိုးနဲ့ဖြစ်လာတဲ့အခါမှာဒီကျူရာလေးကပြင်လိုက်တယ်ပေါ့နော်နောက်ပိုင်းပြင်လိုက်တယ်နောက်ပိုင်းပြင်လိုက်ပြီမဲ့အရှိပိုင်းလွှမ်းမိုးနေတာပေါ့နော်လွှမ်းမိုးနေတော်တော်လေးကိုအချိန်ကြာကြီးယူပြီးတော့ပြင်လိုက်မှသာဒီပမောက္ခရဲ့အမြင်တွေကပြောင်းသွားတာပေါ့နော်အဲ့ဒါကြတော့ဒါဆိုတော့ primary effect ကနေမှ recency effect ပေါ့သူလက်တလုံးမှာသူအတိတ်ကတော့စိုးခဲ့တာမှန်တယ်ဒါပေမဲ့သူတဖြည်းဖြည်းပြင်လာတယ်အဲ့ဒီကြအချိန်ယူပြီးတော့အများကြီးကြိုးစားရတာပေါ့နော်အဲဒါကြောင့် first impression အရေးကြီးတယ်လို့ပြောတာဒီလူချင်းဆက် experiment မှာလည်းအဲ့လိုပဲဒါ the description of passing ပေါ့နော် subject စံတခံနေပေါ့စံတခံနေကိုလူတယောက်လာလိမ့်မယ်ပေါ့နော်အဲ့တော့ target passing အဲ့လူတယောက်လာလိမ့်မယ်မင်းတို့နဲ့တွေ့လိမ့်မယ်အဲ့လူနဲ့မင်းတို့စကားပြောဆိုရမယ်ပေါ့နော် group လေးနဲ့စကားပြောကြမယ်အဲ့လူပါပေါ့နော်အရင်ခင်မိတတ်ပြီးသဘောကောင်းတာပေါ့နော်ဖော်ယူရတယ်ဆိုပြီးတော့ပြောထားတယ် group တစ်ခုgroup တစ်ခုမှာပေါ့နော်အဲ့လိုပြောထားတယ်ပြောထားပြီးတဲ့အခါလာလိမ့်မယ်နော်ဒီ group နဲ့တွေ့မယ်နော်စောင့်မှာနော်သူကရန်ခင်တတ်တယ်ပေါ့နော်ဖော်ယူရတယ်သူနဲ့group activity တွေလုပ်ရမှာပေါ့နော်အဲ့လိုလေးပြောထားတယ်နောက်ကျတော့နည်းနည်းလေးကြာတဲ့အခါကျတော့မှဟိုပါပေါ့နော်သူတော့မလာသေးဘူးပေါ့နော်ဒါပေမဲ့ဒီပြောစောပြောတာတွေကမှားသွားလို့ပေါ့နော်ဒီလူကတကယ်တမ်းတော့မဖော်ရွေဘူးပေါ့နော် friendly မဖြစ်ဘူးဒီခင်မတတ်တဲ့သူမဟုတ်ဘူးဆိုပြန်ပြောတာအဲ့လိုမျိုးပြောထားတယ် group တစ်ခုသူ group A လို့ပဲဆိုတတ်မှတ်လိုက်မယ်ပေါ့နော်နောက်တစ်ခါ group B ပေါ့ B ကိုကြတော့ another case မှာကျတော့ the presentation was reverse ပြောင်းပြန်ပြောထားတယ် to rate the target person ပြောင်းပြန်ပါလေဆိုလူတယောက်လာနေမယ်မင်းတို့နဲ့ group activity လုပ်မယ်အဲ့လူကမခင်တတ်ဘူးနော်သဘောမကောင်းဘူးနော်ဆိုရယ်နော်အဲ့ဒါဒီတတိထားဖို့ပေါ့နော်အဲ့လိုမျိုးလေးတွေပြောထားတယ်နော်ကြတော့နော်နည်းနည်းကြာပြီဆိုတော့ဆိုကပြောတာတွေကမှားသွားလို့အဲ့လူကခင်တတ်တယ်ပေါ့နော်ခင်မတတ်တဲ့သဘောကောင်းနေပေါ့အဲ့တော့အချိန်နဲ့လေးကြာတော့မှပြန်ပြီးပြောရမျိုးပေါ့အဲ့တော့ပြီးတော့ကြောင့်မှသူတို့ဒီ group နှစ်ခုစလုံးကိုစောလူပဲပေါ့နော်activity မသိဘူးပေါ့နှစ်ဖွဲ့စလုံးကတော့မသိအောင်လုပ်ထားတယ်ပေါ့ situation နော်အဲ့တော့ဒီတစ်ဖွဲ့မှာသွားပြီးတော့ဒီ target person ကနေမှသွားတွေ့ပြီးတော့ဒူးညီတဲ့ behavior ပဲလုပ်တာသူတို့နဲ့တူတူပဲနောက်က group မှာသွားပြီးတော့ဒူးညီတဲ့အပြောမဆိုနေထိုင်အကုန်လုံးလုပ်တာအဲ့လိုလုပ်ပြီးတဲ့အခါကျတော့ဒီ group ထဲမှာပါနေတဲ့စံသက်ခံတွေပေါ့နော်သူတို့တွေကို rate လုပ်ခိုင်းတယ်ဒီအကဲဖြတ်ခိုင်းတာ target person ဆိုကသူတို့နဲ့တွေ့သွားတဲ့သူကတဘောကောင်းလားမကောင်းဘူးလားခင်တတ်လားမခင်တတ်ဘူးလားပေါ့နော်အဲ့ဒါလေးတွေကိုအကဲဖြတ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ဘာတွေ့ရလဲဆိုရင် friendly and friendly presentation ခင်တယ်လို့ရင်ခင်မင်တဲ့သဘောကောင်းတဲ့ဖော်ရွေလို့ပြောထားတယ်နောက်မှပြန်ပြီးတော့မခင်ဘူးဖော်ရွေဘူးသဘောမကောင်းဘူးဆိုပြောတဲ့အဖွဲပေါ့နော် group A ရကြတော့ rate 78% friendly အဲ့တော့ဒီထဲမှာ group ထဲမှာပါတယ်လူကုန်လုံးရဲ့88%ဒီလူကအရန်ခင်တတ်တဲ့သဘောကောင်းနေပေါ့အဲ့လိုမျိုးသူတို့ကအကဲဖြတ်တယ် now unfriendly friendly 87 rate and friendly အဲ့တော့စောဒီလူကမခင်တတ်ဘူးနော်သဘောမကောင်းဘူးနော်ဆိုပေါ့နော်ဆက်ဆံရေးမကောင်းတော့လို့ပြောထားခံရတဲ့သူတွေပေါ့အရင် first impression ပြောထားတယ်နောက်မှ friendly ပြန်ပြောတဲ့လူတွေကြတော့89%က unfriendly ပဲမခင်တတ်ဘူးအဲ့တော့ပြောချင်တာကပထမသတင်းရထားတဲ့သတင်းချက်လက်ပုံမှာပဲလွှမ်းမိုးတယ်လို့ပြောချင်တာပေါ့နော်အဲ့တော့စောပိုင်းရထားတဲ့သတင်းချက်လက်ကတောက်လျှောက်လွှမ်းမိုးသွားတယ်အဲကြောင့်ဒီ first impression ကောင်းလို့အလုပ်တစ်ခုဝင်တော့မယ်ဆိုလဲ first impression ကောင်းနေထိုင်ရတာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ကိုယ့်ရဲ့အချိန်ပေးပြီးတော့ပြန်ပြီးတော့ recency effect ကိုရအောင်လုပ်ရတယ်အချိန်ကြာလေးပြန်ကြိုးစားထင်ထားသလိုမဟုတ်ပါဘူးအခုပြောင်းနေလာပါပြီကောင်းလာပါပြီပေါ့နော်အဲ့လိုမျိုးလေးနဲ့ကိုကနေမှ
ပြန်ကြိုးစားရတာဖြစ်ပါတယ်အားကြောင့်လို့first impression ကအရေးကြီးတယ်ပေါ့နော်ကိုယ့်ရဲ့နေထိုင်တာဝန်စားဆင်ရင်နာပြောတာဆိုတာတွေကဒါလူမှုဆက်ဆံရေးမှာအရေးကြီးတယ်ပေါ့နော်အဲ့တော့တရားတော်စပြီးစုံတွေးကြပြီဆိုရင်အဲ့လိုမျိုးတွေဒါစိတ်ပညာရှင်တွေကလေ့လာခဲ့ပါတယ်Now interpersonal attraction ပေါ့နော်တူနဲ့တူဒါလူမှုဆက်ဆံရေးလုပ်တဲ့အခါမှာ attraction ရအောင်လုပ်ဖို့ပေါ့နော်အဲ့တော့ကိုယ်ဆွဲဆောင်နိုင်မှုဆွဲဆောင်နိုင်ပြီဆိုရင်ကိုယ်တခြားလူတွေပေါ်မှာလွှမ်းမိုးနိုင်တာဆိုတော့ခုနပြောလို့ကောင်းတဲ့လွှမ်းမိုးခြင်းကြတော့ကောင်းတာပေါ့တုံးနဲ့တယောက်ဆိုးတဲ့လွှမ်းမိုးခြင်းတွေကမကောင်းဘူးလူတွေရဲ့လူတွေအတွက်ပေါ့နော်ကောင်းတဲ့စိတ်နဲ့သဘောထားလေးဖြစ်သွားအောင်ဥမာစိတ်ကြမ်းမာရေးကိုဂိမ်းမဆိုင်တဲ့လူဆိုစိတ်ကြမ်းမာရေးကောင်းသွားအောင်ကိုကပြောချင်တဲ့ attraction လုပ်ချင်တယ်ဆိုရင်ဒီရည်ချင်းနေရှိဖို့လိုတယ်အဲ့တော့ဘာရည်ချင်းနေလဲဆိုရင်ပထမချက်ကတော့ physical appearance ဖြစ်ပါတယ်စောစောမှာပြောလို့ပဲလူတွေတောင်တောင်တွေးလိုက်ရင်physical appearance ကိုရေးကြည့်တာရုပ်ပိုင်းဆိုင်ရာပေါ့နော်ချောလို့ပြည့်ပြည့်ချင်းပေါ့ချိုးဆိုလည်းရမ်းချောတာတော့ဟုတ်ဒါပေမဲ့ကိုနီးရတိုင်တာလေးပြင်းတာစင်တာတက်ရရဆိုတာပြည့်ပြည့်တာပဲပေါ့နော်ကြည်လို့ကောင်းသွားတယ်အဲ့ဆိုရင်ဒါလူတွေကိုဆွဲဆောင်နိုင်တယ်အားကြောင့်လို့ဒါဆိုတော့ဆက်လီနေပေါ့နော်အမေကြီးတဲ့ရုပ်ရှင်မင်းသားတွေဆိုတာလူတွေပေါ်မှာ attraction အရန်ရန်ပေးရတယ်သူတို့ကျင်ညာလိုက်တဲ့ပစ္စည်းတွေအရန်ရောင်းကောင်းသွားတာမျိုးပေါ့နော်သူတို့ကျင်ညာလိုက်တဲ့လေးတွေက service လေးအပိုကောင်းသွားတာမျိုးပေါ့ဒါphysical appearance လို့ခေါ်တဲ့ရုပ်ရည်ချုံမှုပြည့်ပြည့်တာကိုကနေထိုင်တာပေါ့နော်အဲ့ဒါလေးကိုလူတွေကိုဆွဲဆောင်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလဲအဲ့စိတ်ပညာရှင်တွေကသူတို့စံသတ်မှုတစ်ခုလုပ်ထားသေးတယ်ပေါ့အဲ့တော့အမျိုးသားတွေကိုပေါ့နော်ဒီစုံတွဲတွဲပြီးတော့ကဖို့အတွက်ကောင်းပါလေးတွေနဲ့တွဲပေးလိုက်တယ်စံသက်ခံနေရတော့အမျိုးသားတွေပေါ့နော်အဲ့တော့စိတ်ပညာရှင်ကနေမှတွဲပြီးလိုက်ပြီးတဲ့အခါကျတော့ dance ကခိုင်းတာပေါ့စုံတွဲကခိုင်းတယ်အဲ့လိုကခိုင်းပြီးတဲ့အခါကျတော့ပြီးသွားပြီပေါ့နော်ကာလေးပြီးသွားတဲ့အခါမှာစိတ်ပညာရှင်ကနေမှစောကမိနစ်ကတဲ့ကောင်မလေးကလှလာနော်ချစ်စရာကောင်းတာလှလာအလားဒီတွေလည်းမေးတယ်ပြီးတော့နောက်တစ်ခါထပ်ပြီးတော့ကကျင်သေးလားဒိတ်လုံးချင်သေးလားပေါ့နော်အဲ့မိကူလေးတွေမေးတာပေါ့အဲ့လိုမေးတဲ့အခါမှာဆိုရင်ဒါသူတို့ random ချထားပြီးတာပေါ့မျိုးသမီးတွေမှာချောတာတွေလည်းပါတယ်ရွက်ချမ်းရေကျိုးလည်းပါတယ်ပေါ့နော်အဲ့မှာဆိုရင်ဒီချောမောလာပါတဲ့မျိုးသမီးတွေကိုကြတော့ဒီအမျိုးသားတွေရဲ့ကဲဖြတ်ချက်တွေမှာသူကချောမောလာပါတယ်ပေါ့နောက်သူနဲ့ထပ်ဒိတ်လို့ချင်ပါတယ်ပေါ့အဲ့လိုတွေဖြေတာတွေ့ရပြီးတော့ဒီရွက်ချမ်းရေကျိုးမျိုးသမီးတွေကြရင်တော့အဲ့လိုဖြေတာမတွေ့ရဘူးပေါ့နော်ထပ်ပြီးဒိတ်လို့ချင်တယ်လို့မဖြေကြဘူးပေါ့အဲ့တော့ဒါရုပ်ရည်ချုံမောပြည့်တဲ့ဒါတန်ရှင်းတတ်ရတဲ့နေတန်တိုက်တီပေါ့ gentle ဖြစ်တယ်ဆိုရင်လူတွေကပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်ပေါ့အဲ့ထက်မှာခုနပြောတဲ့ရုပ်ရည်လာပါတယ်ပြည့်တယ်ချောတယ်ပေါ့ဒါပေမဲ့လူမှုဆက်ဆံရေးမကောင်းရင်ကြတော့လေလူတွေကတိတ်တော့ attraction မဖြစ်ဘူးအဲ့တော့ရုပ်ရည်လည်းချုံမလာပါပြည့်ရမယ်လူမှုဆက်ဆံရေး social လည်းကောင်းမယ်ဆိုရင်တော့ဒါ interpersonal attraction ပေါ့နော်ဒါထပ်ပြီးတော့သူတို့ရဲ့စံတတ်ချက်မှာတွေ့ရတာပေါ့မြို့သမီးတွေမှာလှနိုင်တယ်မဟုတ်ဘူးလှတဲ့မြို့သမီးလူမှုဆက်ဆံရေးကောင်းတဲ့မြို့သမီးကပို့ပြီးတော့ attraction ဖြစ်တာကိုတွေ့ရတယ်ပေါ့နောက်ချက်ကတော့ competence ဖြစ်ပါ competence ကကျွမ်းကျင်မှုတစ်ခုကိုကျွမ်းကျင်ရမယ်ကိုကဒီ ID နဲ့ပတ်သက်ပြီးပြောတော့မယ်ဟောပြောတော့မယ်ဆို ID ကျွမ်းရမှာပေါ့နော်အဲ့လိုမျိုးပဲကိုကတင်ချာနဲ့ပတ်သက်ပြီးတော့အကြောင်းသူကြောင့်လည်းဟောပြောတော့မယ်ဆိုတင်ချာကိုကျွမ်းကျင်ရကိုက psychology ကိုပြောတော့မယ်ဆို psychology ကိုကျွမ်းကျင်ရနေ့ပဲတစ်ခုမှာကိုကျွမ်းကျင်နေတာဖြစ်ရမယ်ပေါ့နော်အဲ့လိုမျိုး competence ကျွမ်းကျင်မှုကလည်းအရေးကြီးတယ်ကျွမ်းကျင်တဲ့လူတွေဆိုရင်လူတွေကပို့ပြီးတော့ဆွဲဆောင်နိုင်တယ်ပေါ့နော်ပို့ပြီး attraction ဖြစ်တယ်နောက် proximity ကတော့အနေနီးတာပေါ့အနေနီးတဲ့လူတွေခဏခဏ contact လုပ်တဲ့လူတွေပေါ့နော်တွေ့ဆုံကြတဲ့လူတွေနောက်ကိုယ်အိမ်နာပတ်ဝန်းကျင်မှာနေတဲ့သူတွေပေါ့
အဲ့လိုလူတွေကလည်း body attraction ဖြစ်တယ်။နောက် familiarity ကတော့အကျွမ်းဝင်တာပေါ့နော်။တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ရှိတယ်ခဏခဏကြုံတွေ့ကြတယ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်လည်းဒါ personal attraction ရှိတယ် interpersonal attraction ရှိတယ်။နောက် reciprocal liking ကတော့အပြန်အလှန်ကြိုက်နှစ်သက်မှုတူတာပေါ့နော်။တုံးနဲ့တူကြိုက်နှစ်သက်မှုတူတယ်။အဲ့တော့သူကယောဂကစားယောဂကစားတာလေးကိုယောဂလုပ်တာလေးကိုကြိုက်တယ်ဝါသနာပါတယ်ဆိုကိုကလည်းကြိုက်တယ်ဆိုတာစင်ပြေသွားတာပေါ့နော်။ဟိုသူကစာဖတ်တာကြိုက်တယ်ဆိုတာစာဖတ်တာလေးကိုလည်းစင်ပြေဝိုင်း attraction ပို့ဖြစ်တယ်။သူက psychology ကိုလေ့လာနေတဲ့သဘောကျတယ်ကိုလည်း psychology ကိုလေ့လာသဘောကျတယ်။အဲ့လိုလေးညောင်ကပို့ပြီးတော့ attraction ရှိတယ်ပေါ့နော်။ Now similarity ကတော့တူညီမှုပေါ့တယောက်နဲ့တယောက်တူညီတယ်စင်တူတာလေးတွေပေါ့နော်အဲ့တော့ဒါလေးတွေကလည်း attraction ရှိရပေါ့နော်အဲ့တော့ဒီလူတယောက်ကိုခြားလူတွေကိုကိုကနေမှဆွဲဆောင်မှုဆိုရင်ဒီချက်တွေရှိရမယ်အဲ့တော့လုပ်ငန်းခွင်တွေမှာဆိုလည်းအဲ့လိုပဲ HR manager တို့နော် manager ကြီးတွေလို့ group leader တို့ project leader တွေဒါဒီလိုချင်းရေးချင်းတွေရှိရမှာဖြစ်ပါတယ်ပြီးရင်ဆိုတော့ counselor တွေပေါ့နော် counselor တွေလည်းအဲ့လိုပဲ physical appearance ရှိရမယ်coach တွေ coaching တွေ coach တွေလည်းဒီလိုပဲပေါ့နော်နောက် teacher တွေလည်းအဲ့လိုပါပဲဒီ physical appearance မှာပေါ့ချို့ဆို online ကနေလုပ်တယ် online ကနေလုပ်တာခင်online ကဘယ်သူမှမမြင်ပါဟိုဖြစ်တယ်လို့ပဲဆိုပြီးအဲ့လိုမလုပ်ရအောင် online ကနေမှလေကိုယ့်ရဲ့ customer ကိုယ့်ရဲ့ client ကိုလေးစားတဲ့အနေနဲ့ဝတ်စားစီရင်တာတွေကတရရရှိရမယ်ပေါ့နော်ဒါကိုက attraction နေနဲ့ဆွဲဆောင်တာပဲဖြစ်ပါတယ်အဲ့တော့ similarity တွေလည်းအဲ့လိုပဲပေါ့ဆိုတော့လူငယ်တွေကလေးတွေကို counseling လုပ်တော့မယ်ဆိုရင်သူတို့ပါကြိုက်တယ်သူတို့ကြိုက်တဲ့အကြောင်းအရာလေးကိုအရင်ပြောပြီးသူတို့နဲ့ရင်းနှီးအောင်လုပ်ပြီးမှ counseling လုပ်ပေးရတယ်ပေါ့အဲ့လိုပဲအသက်အရွယ်လိုက်ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုဆိုတော့လိုက်ရောညှိထူအောင်အရင်ပြောပြီးနဲ့သူနဲ့အဆင်ပြေသွားပြီဆိုတဲ့အခါမှာ counseling လုပ်လို့ရတာပေါ့နော်အဲ့တော့ဒီ interpersonal attraction တွေကဘယ်သူမဆိုဒါအသုံးပြုလို့ရတယ်လို့ပြောတာပေါ့နော်လူငယ်ပဲဖြစ်ဖြစ်လူလက်ပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်ပေါ့နော်ဒါတွေကအသုံးပြုလို့ရတဲ့ဟာအကြောင်းအရာလေးတွေဆိုလိုက်အောင်သွားလို့မရဒီခုကတော့ဆို social facilitation ပေါ့နော် social facilitation အကြတော့လူမှုဆက်ဆံရေးလွယ်ကူချောမွေ့ခြင်းပေါ့အဲ့တော့ဒါလည်းစိတ်ပညာရှင်တွေကလေ့လာတာပေါ့နော်လေ့လာတဲ့အခါမှာဆိုရင်ဘာတွေ့ရလဲဆိုရင်တခြားလူတွေရှိနေခြင်းကြောင့်မလို့လူတွေရဲ့အရေးချင်းတွေပို့ပြီးတော့တက်လာသလားရှားလူတွေရှိနေတဲ့ကြောင့်လူရေးချင်းတွေကျသွားတာလားအဲ့ဒါမျိုးတွေလေ့လာတာပေါ့နော်အဲ့မှဆိုရင်ဒါ social facilitation မှာကျတော့လူမှုဆက်ဆံရေးတခြားလူတွေရှိနေကြောင့်လူကပို့ပြီးတော့အဆင်ပြေတာပေါ့နော်အဲ့ဒါကိုစိတ်ပညာရှင် Tramplek ကနေမှ observe လုပ်ခဲ့တာစူဇန်လေ့လာခဲ့တယ် cyclist တို့ကနေစပိန်ပြိုင်တဲ့လူတွေပေါ့နော်ပြိုင်ပင်းစီးတဲ့လူတွေအဲ့လိုသူတို့ကိုလေ့လာကြည့်တဲ့အခါမှာ more rapidly competition than race alone
အဲ့တော့သူတို့ကိုစံချိန်ပေါ့နော်နာရီနဲ့ပေါ့နော်စံချိန်သူတို့စံချိန်သူတို့မှတ်တဲ့အနေနဲ့စံချိန်ကိုစပိန်ကိုတယောက်တည်းစီးတယ်ပေါ့နော်အဲ့လိုစီးတယ်စံချိန်နဲ့နောက်တခြားဆိုင်ကလစ်တွေနဲ့တခြားစပိန်စီးတဲ့လူတွေနဲ့ပြိုင်တာပေါ့နော်ဘေးမှာပြိုင်တဲ့လူပါလာတဲ့အချိန်မှာစီးတာပူပြီးတော့မှ rapid ဖြစ်တာတွေ့ရတယ်အဲ့တော့ပူပြီးတော့မှအစွမ်းနေထုတ်တာကိုတယောက်တည်းကျတော့ဒီနာရီနဲ့ပေါ့နော်စံချိန်မဲယူတယ်တခြားလူနဲ့ကြောင့်ပို့ပြီးတော့အားထုတ်တာတွေ့ရတယ်ပေါ့နော်အဲ့ဒါကို social facilitation လို့ခေါ်တယ်နောက် cheering ကလေးတွေလည်းအလိုပဲပေါ့နော်ကလေးတွေကိုလေ့လာကြည့်တဲ့အခါကျတဆဆော winding stride on the fishing ring နော် fishing ring ဆိုဒီငါးမြားတဲ့ပေါ့နော်ငါးမြားတဲ့လေးကိုရစ်လုံးလေးမှာရစ်တာပေါ့နော်ဒီကျိုးရစ်တာပေါ့အဲ့လိုရစ်တဲ့အခါမှာဆိုရင်လေတဲ့ဒီငါးကန်ရဲ့ဘေးနားမှာပေါ့နော်အဲ့မှာကလေးလေးကိုရှစ်ခိုင်းတဲ့အခါမှာ competition တန်အလုံးကလေးတယောက်တည်းသူ့ဘာသူငါးမြားတဲ့လေးကိုရစ်လုံးမှာရစ်တဲ့ချိန်နေပေါ့နော်နောက်သူ့ဘေးနားမှာ side by side ကလေးတယောက်ချင်းထိုင်ထားပြီးတော့ဒီငမြရန်ကိုရလုံးရစ်တာပေါ့နော်အဲ့လိုရစ်တဲ့အချိန်မှာဆိုရင်ဒီအနားမှာတခြားလူတွေရှိနေတဲ့အချိန်မှာပိုပြီး faster ပေါ့နော်ပိုပြီးမြန်တာကိုတွေ့ရတယ်ပေါ့နော်ကလေးတွေရဲ့ပြုံမှုတွေဒါလေးလည်းတွေ့ရတယ်အဲကြောင့်မလို့ကိုကလေးလူတွေတော်တော်များများကကိုကကျွမ်းကျင်နေဆိုရင်ပေါ့နော်ပို့ပြီးတော့မှတော့လူတွေရှိနေတာသဘောကျတယ်လို့ပြောကြတာကိုမကျွမ်းကျင်တဲ့အရာတခုဆိုရင်လူတွေရှိနေတာမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့ကိုကကွန်ပျူတာကျွမ်းနေကျွမ်းကျင်တဲ့ခါမှာသူများတွေကကိုကွန်ပျူတာရိုက်တာကိုလာကြည့်နေကြတယ်ဘလို့မှမနေကိုကွန်ပျူတာမှာမကျွမ်းနေဘူးမကျွမ်းချလူကလာကြည့်လက်တွေတုံးလာတာဖြစ်လာတာနော်အဲ့တော့ဘာပဲဖြစ်ဖြစ်တခုကိုကျွမ်းကျင်နေဆိုရင် facilitation ဖြစ်တယ်ပေါ့နော်အဲ့လိုပြောချင်တယ်နောက်ချက်ကတော့ social loafing တခါကြရင်လူတွေကလူမှုဆက်ဆံရေးရေးတာကိုပေါ့နော်ဒါ loafing လို့ခေါ်အဲ့တော့ကိုယ့်ရဲ့စွမ်းအောင်သူများရှိနေချင်မှမထုတ်တာပေါ့အဲ့ဒါတော့ one story group individual efficiency အဲ့တော့အုပ်စုရဲ့တယောက်ချင်းသူတို့ရဲ့စွမ်းရည်ကိုလေ့လာကြည့်တာပေါ့နော်အဲ့မှာ Reicherman ဆိုတဲ့စိတ်ပညာရှင်က asked to go either alone အဲ့တော့သူတယောက်ချင်းပေါ့နော်ဒီအလောက်ဆွဲနိုင်အလီတုံးကြီးတွေပေါ့နော်ကျိုးနေဆိုရတာအဲ့ရောက်တော့မိထားတယ်ပေါ့နော်တူချင်းဘလောက်ဆွဲနိုင်လဲဆိုတာရင်အဲ့လိုရဲ့နောက်မှတ်ထားတယ်ပေါ့နော်အုပ်စုနဲ့ဆွဲတဲ့ချိန်မှာမှတ်ထားတယ်အဲ့တော့အဲ့မှာဒီအလီမပြီးတော့အလီတွေကိုဆွဲနိုင်တဲ့လူတန်းကြီးတွေပေါ့နော်ပြောမယ်ဆိုရင်အဲ့တော့သူတို့တွေက individual exercise 63 kilogram of pressure 63 kilogram လေးတဲ့အရာတွေပေါ့နော်လေးတဲ့ပစ္စည်းကိုကျိုးနဲ့ဆွဲနိုင်တယ်တူးချင်းသူတို့ group ဖွဲ့လိုက်တယ် group တော့ 8 people 10 ယောက်ရှိတယ်နော်10 ယောက်ဖွဲ့ခုနလူတန်းနေပဲ10 ယောက်ကိုပေါင်းလိုက်ပြီးတော့ဆွဲခိုင်းတဲ့မှာခါကြတော့248 kilogram အဲ့တော့248 kilogram ပဲဆွဲနိုင်တယ်ပေါ့အဲ့တော့ group မှာဆိုရင်31 kilogram ပဲဆွဲတာတွေ့ရတယ်တယောက်ချင်းတော့63 kilogram ပေါ့နော်အဲ့တော့ကိုရဲ့တယောက်ချင်းရဲ့လုံအားပေါ့နော်စွမ်းရည်ပြလို့ရတဲ့ချိန်မျိုးမှာဆိုလူတွေကပြတယ်ဘယ်သူမှမသိဘူးကိုတယောက်ချင်းမဟုတ်ဘူးအများနဲ့လုပ်တဲ့ချိန်မျိုးမှာဆိုရင်ကိုစွမ်းရည်တွေလျှော့တယ်ပေါ့နော်အဲ့ဒါမျိုး social loafing လို့ခေါ်တာနော်နောက်တစ်ခုကတော့ natural attitude ဖြစ်ပါတယ် attitude ဆိုတဲ့စိတ်နေသဘောထားပေါ့လူနေရဲ့စိတ်နေသဘောထားလည်းအရေးကြီးတယ်ပေါ့နော်ဒီစိတ်နေသဘောထားတွေကလည်းဒီစိတ်နေသဘောထားကြောင့်လူတွေကအဲ့ဒီသဘောထားအတိုင်းပဲတွေးတယ်တွေးပြီးတော့အဲ့ဒီသဘောတိုင်းပဲခံစားတယ်
အဲ့စိတ်နေပေါ်တိုင်းပဲအပြုမှုတွေလုံတယ်ပေါ့နော်အဲကြောင့် attitude ကအရန်ရေးကြီးတယ်ပေါ့အဲကြောင့်ကလေးလေးတွေစိတ်နေသဘောတွေဖွဲ့စည်းဖို့ဆိုရင်ဒါဒီကလေးလေးတွေမိဘတွေရဲ့ပြောတာတွေအဖိုးဖွားတွေရဲ့ပြောတာတွေဦးလေးတော်တွေရဲ့ပြောတာတွေဒါတွေတဖြည်းဖြည်းနဲ့ attitude ဖြစ်သွားတာပေါ့နော်ပြီးတော့ရင်ကြောင်းရောက်တယ် teacher တွေရဲ့ပြောတဲ့စကားတွေဒါတွေက attitude တွေဖြစ်သွားတယ်အဲကြောင့်ကလေးတွေပေါ်မှာကောင်းတဲ့ attitude တွေဖွဲ့စည်းအောင်မိဘတွေရောမိသားစုကရောကျောင်းကရောတွင်ပြီးဖို့လိုတာပေါ့နော်အဲ့တော့ကောင်းတဲ့ attitude တွေဖွဲ့စည်းပြီးတော့ဆိုးတဲ့ attitude တွေကြတော့မကြည်ထွားလာအောင်ချိန်အောင်လုပ်ပေးရတာပေါ့attitude ကအရေးကြီးတယ် attitude ဆိုတဲ့စိတ်နဲ့သဘောထားလေးစိတ်အတွေးတည်မြဲမှုစိတ်အတွေးဖြစ်လာတာအဲကြောင့် attitude of formation ဒီကလေးလေးငယ်လေးကလေးတဖြည်းဖြည်းနဲ့ပေါင်းဆက်ပြီးမှဖွဲ့စည်းလာအကြောင်းလို့သူကတော်တော်လေးတော့အနည်းနည်းလာထည့်သွင်းထားတဲ့အကြောင်းလို့ဒီ attitude တွေကခိုင်မြဲတယ်လို့ပြောချင်တာပေါ့နော်မိသားစုတစုမိသားစုကအရုံးမိသားစုကတော့ပညာရေးပဲနော်ပညာရေးကိုတန်ဖိုးထားတယ်ပညာပဲတော်ရမယ်နော်ပညာကျိုးတတ်အောင်ကြိုးစားရမယ်ပညာတတ်ရမယ်ဆိုတဲ့ attitude လေးကိုကလေးပေါ်မှာဖွဲ့စည်းထားပြီးရင်ကလေးလေးငယ်လေးနဲ့စပြီးကြိုးစားပညာတတ်အောင်လုပ်တာပေါ့အချို့ကြောင့်လည်း money ပတ်စံတော့ရအောင်လွှမ်းမိုးနိုင်တယ်ငါတို့ပတ်စံရအောင်လို့ပတ်စံတန်မိုးရှိရနော်ပတ်စံမရှာရမယ်နော်ကလေးကိုတစ်ချိန်လုံးပတ်စံအဲ့တော့အဲ့ဒီမှာဆိုရင်တချို့မာသွားပြီဆိုရင်ကျတော့ပတ်စံရရင်ပြီးရောကိုချင်းတိတ်ခါတွေကိုချင်းတရားတွေလူမှုကျင့်ဝတ်တွေတော့မလုံနိုင်တဲ့ကလေးတွေရှိရပေါ့နော်ပြားလေးတွေစိတ်တန်ရ trauma လေးတွေဖြစ်သွားတာအဲ့တော့ attitude တွေကအရေးကြီးတယ်ပေါ့အဲ့တော့ attitude formation ဒါ attitude တွေဖွဲ့စည်းတာဘယ်လိုဖွဲ့စည်းလဲ attitude ဆိုတာဘာလဲပေါ့ Brown and Bain ကတော့ define လုပ်တယ်စိတ်ပညာရှင်နှစ်ယောက်က attitude relatively enduring organizational beliefs feelings and behavior toward other persons groups ideas objects attitude လို့ပြောလိုက်ရင် relatively enduring ဆိုအတော်လေးကိုခိုင်မြဲတာစွန့်မြဲနေ organization ဖွဲ့စည်းထားတယ် belief ဆိုရင်ယုံကြည်မှုတွေမိဘတွေရဲ့ယုံကြည်မှုတွေဖိုးဖွားတွေရဲ့ယုံကြည်မှုတွေပေါ့ belief တွေနောက် feeling ဆိုတဲ့ခံစားချက်တွေနောက် behavior ဆိုတဲ့အပြုမှုတွေပေါ့အဲ့ဒီဟာတွေကအခြားလူတွေပေါ်မှာထားတဲ့အချက်တွေပေါ့နော်အခြားလူပေါ်မှာကိုထားလိုက်တဲ့စိတ်နေသဘောထားတွေအခြားအုပ်စုပေါ်မှာထားလိုက်တဲ့စိတ်နေသဘောထားတွေနောက်အတွေးကအယူဆတစ်ခုပေါ်မှာထားတဲ့စိတ်နေသဘောထားတွေ object အရာဝတ္ထုတစ်ခုပေါ်မှာထားတဲ့စိတ်နေသဘောထားတွေပေါ့အဲ့ဒါတဖြည်းဖွဲ့စည်းလာတဲ့အခါမှာသူကအတော်လေးခိုင်မြဲတယ်ပေါ့အဲ့တော့တမျိုးပြောမယ်ဆိုရင်တော့ like or dislike ပဲကြိုက်ခြင်းမကြိုက်ခြင်းပေါ့လူတယောက်ကိုကြိုက်တယ်ဆိုတဲ့စိတ်နေသဘောထားရှိတယ်သူ့ပေါ်မှာ positive ပေါ့နော် attitude ရှိရဆိုရင်ဒီလူပေါ်မှာကိုအကောင်းမြင်သွားတာတဘာမို့ကိုကဒီလူပေါ်မှာ negative attitude ရှိရဆိုရင်သူဘာလို့တော့ကောင်းမမြင်တော့ဘူးနော်ကိုရဲ့ attitude ကနေလွှမ်းမိုးသွားတာပေါ့ object ရာဝတ္ထုတွေပေါ်မှာလည်းအဲ့လိုပဲပေါ့ဥပမာလူတယောက်က coffee ကြိုက်တယ်နော် coffee ကြိုက်ခြင်းဒါကသူ့ရဲ့ attitude ပဲကြိုက်ရင်ဘာလုပ်လဲတောက်မှာပေါ့တောက်တယ်ဆိုတော့ပြုလာတာရက်သမားရဲ့အဲ့လိုပဲရက်ကိုသူကကြိုက်တယ်ဒီ object ပေါ်မှာသူ like ကြိုက်တယ်ကြိုက်ရင်ဘာလုပ်မှာကြိုက်တယ်ဆိုရဲစိတ်နေတော့ကြောင့်တောက်တယ်ရက်တောက်တယ်ဆိုရဲ behavior လာတာပေါ့အဲ့ဒါ attitude ကအရေးကြီးတယ် attitude တွေကိုကောင်းတဲ့ attitude တွေဖွဲ့စည်းအောင်လုပ်ပေးရမယ်ပေါ့အဲ့မှာ two key concepts ဒီမှာယူဆချက်နှစ်ခုရှိတယ်တစ်က relatively enduring ပဲအတော်လေးကိုခိုင်မြဲတာဆွေးမြဲတာအဲ့တော့ attitude ကိုပြင်ရတာခက်တယ်လို့ဆိုတော့ပြောချင်တာပေါ့နော် attitude ဒီတော်လေးခိုင်မြဲတယ်ကလေးလေးငယ်ငယ်လေးကနင်းလာဝိုင်းပြီးတော့ထည့်ထားတဲ့ຢာတွေဆိုတော့ကကြတော့တော်လေးကိုခိုင်မြဲအဲ့မှာ three components ပါတယ် attitude လို့ပြောလိုက်ရင် cognitive သိမြင်မှုဆိုင်ရာစိတ်အတွေးကို cognitive လို့ခေါ်တယ်ကိုယ့်ရဲ့သိမြင်မှုဆိုင်တခုကိုမြင်လိုက်လို့သိသွားတဲ့စိတ်အတွေးလေးအဲ့ဒါ cognitive နောက် emotion စိတ်လှုပ်ရှားမှုဒါကိုမြင်လိုက်တဲ့ကြောင့်စိတ်လှုပ်ရှားတယ်နောက် behavior ရဲ့အပြုမှုဒါတွေဒီ component တွေပါတယ်
အဲ့တော့ attitude shape our experience ကျွန်တော်တို့ရဲ့ဘဝအတွေးကြုံတယ်ဒီ attitude ကပဲ shape သွားတာပေါ့နော်ပုံသွင်းသွားတယ်အဲ့တော့ကောင်းတဲ့ attitude လေးရှိရင်ကိုယ့်ရဲ့ experience နဲ့ကောင်းတာလေးရဆိုးတဲ့ attitude လေးရှိရင်တော့ကိုယ့်ရဲ့ experience ကဆိုးတာလေးရမယ်ပေါ့နော်အဲ့တော့ကလေးတွေမှာရှိနေတယ်လူငယ်တွေမှာရှိနေတယ်လူကြီးတွေတောင်ချိုး attitude ချိန်တော့မရဘူးပေါ့နော်အဲ့တော့ attitude ကိုချိန်ဖို့အတွက်ဆိုးတဲ့ attitude တွေချိန်ရမယ်လို့ဆက်ပြီးတော့ပြောချင်တာကောင်းတဲ့ attitude တွေထိန်းထားဆိုတဲ့ attitude တွေကိုချိန်မယ်ပေါ့နော်အဲ့တော့ to change people's attitude as persuasion ဒါဆွဲဆောင်မှုလုပ်ပြီးနိုင်တဲ့သူကပဲသူတယောက်ရဲ့ attitude ချိန်ပေးတာလူတိုင်းချိန်ပေးလို့မရအောင်အဲ့တော့ချိုးရကြတာပြောရင်နားမထောင်ဘူးသူပြောလို့ကိုမရဘူးသူ့ attitude မချိန်နိုင်လို့ပေါ့နော်သူ့ကို persuasion လုပ်ပေးနိုင်တဲ့သူဆွဲဆောင်တဲ့သူပေါ့ပြောရင်တော့သူချိန်တယ်အဲ့တော့ Carl Holland and his colleagues နော်စိတ်ပညာရှင် Carl Holland ရဲ့သူ့ရဲ့ပေါင်းပါတွေကတွေ့တယ်ပေါ့နော် persuasion communication အဲ့တော့ဆွဲဆောင်တဲ့ဆက်သွယ်မှုတွေလုပ်ပြီး attitude ကချိန်တယ်စိတ်တွေသဘောတွေပြောင်းနေတယ်ပေါ့အဲ့တော့ the source of the message communicator အဲ့တော့ဆွဲဆောင်မှုပေးနိုင်တဲ့သူပေါ့နော်ဆက်သွယ်တဲ့သူဒါအရေးကြီးတယ် Now the way in which the message is staged message သူပေးတဲ့အကြောင်းအရာပေါ့အကြောင်းအရာတွေပေါ့ဘာရှိချက်တွေအရေးကြီးတယ် message ကအရေးကြီး Now the message and resident audience ကအရေးကြီးတယ်ပေါ့နော်အဲ့တော့ဆိုတော့စိတ်ကြမ်းမရေးကောင်းဘယ်လိုနေထိုင်ရမလဲဆိုရင်အဲ့ပြောတဲ့သူကcounselor ဖြစ်မယ်ပြောတဲ့သူဒီ psychiatrist ဖြစ်မယ်ပေါ့ဒါဆိုရင်ဒါသူရဲ့ attitude တွေ change သွားမှာပဲသူရင်တော့နေထိုင်တာပြုမှုတာမှန်တယ်ပေါ့အဲ့တော့ငါပြင်လိုက်မယ်ဆရာမတွေပြောလို့ဆရာတွေပြောလို့ဆိုတော့အဲ့လိုမျိုးတွေနဲ့ပဲဒီ audience နားထောင်နေနဲ့ပြင်သွားတော့နော် attitude တွေ change မှုဒီပညာရှင်တွေရဲ့ပညာပေးတာတွေနှစ်သိမ့်ဆွေးနွေးတာတွေပေါ့အဲ့တော့ counseling လုပ်တယ်လို့ coaching လုပ်တယ်လို့ဆိုတာဒါ attitude ကို change ပေးတာပဲဖြစ်ပါတယ်ကိုမှရှိနေတဲ့လွဲမှားနေတဲ့ attitude တွေပေါ့စွဲမြဲပြီးလွဲမှားနေတဲ့ attitude တွေကို change ပေးတာပေါ့နော်အားကြောင့်လို့ attitude တွေ change ဖို့လည်းလိုအပ်တယ်ပေါ့နော် Now the communicator poses အဲ့တော့သူများ attitude ကို change ပေးမဲ့ communicator ပေါ့နော်ဒါဆွဲဆောင်တဲ့လူခဏစမပြောတဲ့လူတွေပေါ့အဲ့ဒါ teacher တွေဆိုလဲဒါ communicator တွေပဲနောက်ကပညာရှင်တွေဆိုလဲ communicator တွေပဲ counselor တွေလည်း communicator တွေပဲပေါ့နော်သူတို့တွေဒီစွမ်းစားရှိရမယ်အဲ့တော့သူများရဲ့စိတ်နေသဘောထားကိုပြောင်းလဲအောင်လုပ်ဖို့ဆိုရင်ကိုယ်မှာဘာတွေရှိရမလဲဆိုရင် credibility ဆွဲဆောင်နိုင်ရမယ်အားကိုးနိုင်လောက်တဲ့သူဖြစ်အောင်ကြိုးစားရမယ်နောက်ချက်က power ဩဇာအာဏာရှိရလောက်ရမယ်နောက် attractiveness ဆွဲဆောင်ရမယ်စောစောဆွဲဆောင်တဲ့ချက်တွေကိုမှပိုင်းဆိုင်ရမယ်အဲ့ဒါကိုပြန်ရှင်းတဲ့ credibility ဆိုပါလဲဆိုရင် expert and trustworthiness ပဲကျွမ်းကျင်ရမယ်တခုကိုကျွမ်းကျင်တဲ့သူကသူများရဲ့ attitude ကိုချိန်ပေးနိုင်တယ်သူများရဲ့စိတ်နေသဘောထားပြောင်းလဲအောင်လုပ်ပေးနိုင်တယ်ပေါ့နော်နောက်ကယုံကြည်အားကိုးရတယ်ဆိုရင်လေသူတို့ရဲ့ attitude တွေပြောင်းသွားတယ်ဆိုမှလည်းအလိုပဲ counseling တွေလုပ်ပေးနေပဲသူတို့ရဲ့ attitude တွေဖြည်းဖြည်းချင်းချိန်သွားတယ် attitude change cognitive change သွားတယ် cognitive change သွား behavior change သွားတာပေါ့နော်သူရဲ့သိမြင်မှုဆိုင်ရာစိတ်တွေးလေးတွေပြောင်းသွားလိုက်တယ်နဲ့သူရဲ့ပြုမှုနေထိုင်လေးတွေကောင်းလာတာမျိုးပေါ့နော်အဲ့တော့ communicate ဒါ is power အဲ့တော့ system တွေဆိုလဲ power ပဲနောက်ကဘာသာရေးကောင်းဆောင်ပြီပေါ့နော်ဘာသာရေးခရစ်ယာန်ပဲဖြစ်အစ္စလာမ်ပဲဖြစ်ဗုဒ္ဓဘာသာပဲဒီဗုဒ္ဓဘာသာမှာဘုံတော်ကြီးတွေပေါ့ဒါတွေက power ရှိတယ်သူတို့ရဲ့ဆွဲဆောင်မှုတွေကြောင့်လည်း attitude တွေ change သွားတယ်ပေါ့နောက်က reward and punishment ဒါတော့ teacher တွေ parents တွေပေါ့နော်ဒါတွေက reward ပေးနိုင်တယ် punishment ပေးနိုင်တယ်ဆိုရင်လူတွေ attitude ကို change တယ်ကလေးတွေကြတော့ teacher တွေပေါ့နော် teacher တွေကကောင်းတာလေးလုပ်ရင် reward ပေးမယ်ဆိုးတာလေးလုပ်ရင် punishment ပေးမယ်ဆိုခါမှာသူတို့ရဲ့ attitude တွေ change သွားတာ
to have the desired effect on the target အဲ့တော့ဆိုတော့ဒါ attitude ကိုသူများ attitude ကိုချိန်ဖို့ဆိုရင်ကိုကဘယ်ချက်တွေကိုပေါ့နော် target ထားတာလေအဓိကပေါ့နော်ဘယ်ချက်တွေကသူ့ပေါ်မှာလွှမ်းမိုးနိုင်တယ်ထိရောက်နိုင်တယ်ဒါတွေကိုကိုမှရှိရမယ်ပေါ့နော်to evaluate whether or not her conference ပေါ့နော်သူဒီကိုပြောတဲ့ဟာတွေကို live နာလုပ်နိုင်သလားမလုပ်နိုင်ဘူးလားဆိုတော့လည်းအကဲဖြတ်နိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့ဒီတခြားလူရဲ့ attitude တွေကိုဆွဲဆောင်နေရတာနော် good social skill တဲ့ကောင်းမွန်တဲ့လူမှုဆက်ဆံရေးလူစီပညာရှင်တွေကရှာဖွေထားတယ်ပေါ့နော်လူမှုဆက်ဆံရေးကောင်းအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာလေအဲ့တော့ social psychology ကိုနားလည်ပြီဆိုရင်ဒါ social skill ကောင်းလာမယ် social skill ကောင်းလာရင်စမစောစောပြောရအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရမယ်ပေါ့နော်အောင်တော့အောင်မြင်တဲ့မပျော်ဘူးဆိုရင်ဒါအဓိပ္ပာယ်မရှိဘူးပေါ့နော်လူတွေကတကယ်တမ်းကျလူသားတိုင်းမှာတခြားလူတွေနဲ့ပေါင်းကျင်တဲ့လူမှုဆက်ဆံရေးစိတ်ဇာတိစိတ်ကလေးရှိတယ်အဲ့စာတိစိတ်ကလေးရှိပေမဲ့သူမှာဘူလီနှုတ်ခံရတယ်နိုင်ချင်းခံရတယ် trauma စိတ်တရားတွေရခဲ့တယ်ဆိုပြီးတော့လူတွေနဲ့မပေါင်းကျင်တော့လူတွေကိုမယုံကြည်ရှောင်ဖယ်လာတဲ့ခါမှာ social skill တွေညံ့လာလူတွေကိုရှောင်ဖယ်လာပြီးတယောက်တည်းနေတာများရင်တော့အများဆုံးကဘာဖြစ်လဲ depression ပဲစိတ်ကြတယ်နော်နောက်ပြီး anxiety ဆိုရင်တော့ကာတွေများလာတတ်တယ်အားကြောင့်လူတွေက social skill ကောင်းမှုလို့ပဲ social skill ကောင်းရင်ကြောင့်တော့စိတ်လဲကျန်းမာတယ်ရုပ်လဲကျန်းမာတယ်ဘာလို့ကိုယ် social skill ကောင်းပြီဆိုရင်လူမှုဆက်ဆံရေးကောင်းတယ်လူမှုဆက်ဆံရေးကောင်းလူချစ်လူခင်ပေါ်တယ်အဲ့လူချစ်လူခင်ပေါ်တာကိုအတွက်ကပီတိပေါ့နော်စိတ်လေးမှာကြည်နပ်နေအဲ့ဒါလေးကိုအတွက်စိတ်ချမ်းသာယူကောင်းစေတာပေါ့နော်လူတိုင်းကခြားလူကိုလေးစားတာချစ်ခင်တာကြိုက်တယ်လူတိုင်းပဲလူကျင်ကြတယ်ပေါ့နော်အဲ့တော့ကိုကလူကျင်ရင်ကိုကလည်းခြားလူတွေပေါ်မှာလည်းပြန်ပေးရတယ်ပေါ့အဲ့ဒါကို social skill မှာဆိုရင် conflict resolution ပေါ့နော် conflict ဆိုရင်ညင်ပွားကြတာတယောက်ခုနဆောင်ပြောလို့ attitude တွေမတူကြအောင် attitude တွေမတူရင် conflict တွေကတော့ရှိတယ်အညင်ပွားကြတာရှိတယ်ဒါပေမဲ့အဲ့ညင်ပွားတာလေးကိုshort တချို့ကိစ္စလေး short ပြီးမယ် solution discuss ပဲလုပ်မယ်ဆွေးနွေးမယ်ပေါ့နော်ကောင်းမွန်လေးပြောမယ်ဆိုရင်ဒါကိုယ့်ရဲ့ social skill ကောင်းတယ်အချို့ဆိုရင်မဟုတ်ဘူးကိုယ်ပဲမှန်တယ်ကိုယ့်ရဲ့ user ချက်ကိုယ့်ရဲ့ attitude တွေကပဲအမှန်ဆိုဇွညင်းတဲ့ကောင် social ပြတ်သွားတယ်ပေါ့နော်အဲ့တော့မငြင်းတော့ဘူးဒီ conflict resolution လုပ်မယ်ပြီးရင် empathy ပေါ့ empathy ကရေးကြည့်တဲ့ social skill စာနာတဲ့စိတ်တခြားလူပုံမှာစာနာတယ်ကိယူနာထားတယ်တနာတယ်ကျင်နာတယ်ဒီစိတ်ကလေးကအရေးကြီးတယ်အဲ့စိတ်လေးရှိရင်ကို social skill ကကောင်းသွားတာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုကခြားလူတွေပုံမှာအတားကြီးကြီးတယ်မာနာကြီးကြီးတယ်စာနာတဲ့စိတ်မရှိဘူးကိုချင်းမဆောင်ဆိုရင် social skill ကမကောင်းပေါ့နော်နောက်တစ်ခုက clear communication ဖြစ်ပါတယ်တယောက်နဲ့တယောက်ဆက်သွယ်တဲ့အခါမှာဆိုရင်ပုံမှန်လေးရှိရမယ်ရိုးသားရှိရမယ်နောက် relationship management ကိုယ့်ရဲ့ဆက်နွယ်မှုတွေကိုကင်တွယ်ဖြည့်ရှင်းနိုင်တဲ့စွမ်းရှိရမယ်နောက် active listening တက်ကြွစွာနားထောင်နိုင်ရမယ်နားတော့ထောင်တယ်တကယ်ချင်းပြောတာကိုကနားထောင်ဒါပေမဲ့ကိုကမျက်လုံးကတခြားရောက်နေတာအခြားတွေးနေတာဒါမှမဟုတ်ရင်တန်းပြနေတာဒါတွေက active listening မဟုတ်ဘူးပေါ့သူ့ပုံမှာကိုကသူ့တိုင်းစိတ်ခံစားပြီးတော့နားထောင်ပြီးတဲ့ eye contact ထားတယ်ပေါ့နော်ဒါလို less active listening ပြီးတော့ non-verbal communication တခါကျအတမ်းမထွက်ဖဲနဲ့ပေါ့နော်လက်ဟန်ချီရလေးတွေမျက်နှာမူရလေးတွေနဲ့ဒီပြောတာလေး body language တွေရှိတယ်ဒါလည်းနားလေချူးငယ်ဆိုနားမလဲနောက်ပိုင်းမှာပေါ့နော်သူတို့တွေ screen time တွေများတယ်ဖုန်းတွေကြည့်တာများပြီးတဲ့ခါကျတော့non-verbal communication နားမလဲတဲ့ကလေးတွေလူငယ်တွေလည်းတွေ့ရတယ်ပေါ့small talk ကြတော့ပေါ့နော်ခဏတပြုတ်စကားပြောတာလေးတေးဖွဲလေးပြောတာလေးရှိရမယ်ပေါ့နော်အဲ့လိုမျိုးနောက် respect ကတော့ရည်ကြည်တယ်တောင်းနေတောင်းအပြန်အလှန်ပေါ့နော်လေးစားတဲ့ဆိုရင် social skill ကောင်းတယ်ပေါ့ now important social skill for kid
Kitty, Clee, as well as our Bioida, attitude, the Clee boy and a Sabiro Quesila, John, Clee social scale, da Yiji, Clee social scale, Clee what Macon is Lunga born and gone and Lunga walk on Luigi born and gone, Dodasha, Gondora. Or Cleanity, go party legend beyond listening, not out, not you legend beyond. အဲ့တော့အာယုံစိုက်ပြီးနားထောင်အောင်တတမမေကိုကြည့်နော်မမေပြောမယ်အဲ့ဒါမျိုးလေးပေါ့နော်အဲ့တော့သမီးဖေပြောတာကိုနားထောင်တေချာနားထောင်နားလေတယ်နော်ပြန်ပြောပြအောင်အဲ့ဒါမျိုးလေးပေါ့ clear listening ပေါ့ teacher တွေလည်းအဲ့လိုပဲ teacher ပြောမယ်နော်တေချာနားထောင်အဲ့လိုဒီသူတို့ပြောပြီးနားထောင်ပဲဟာလေးကိုလေ့ကျင့်ပေးရမယ်နောက် cooperating အောင်ချားလူတွေနဲ့ပူတွဲပြီးတော့လောက်တောင်ကျကိုကစီစဉ်ပေးရမယ်ဒါမှ social skill ကောင်းတယ်ပေါ့နော် clear ချားလူတွေနဲ့ကစားတယ်ချားလူတွေနဲ့မျှဝေစားတယ်အဲ့လိုမျိုးတွေမှာသူက social ဆိုတာသိလာတယ်ပေါ့နောက် sharing ကကိုယ့်ရဲ့ကလေးလေးကိုတခြားသူ့ရဲ့ရုပ်ကလေးချားကလေးတွေကိုပေးပြီးစော်ခိုင်းတာမျိုးနောက်ကကလေးကိုမုံလေးတွေကိုချားလူကိုပေးခိုင်းတာမျိုးပေါ့နော်ကိုတငယ်ချင်းမျိုးပေးလိုက်ကိုတို့ရတယ်ဆိုအဲ့လိုမျိုးလေး sharing လုပ်ခိုင်းတော့မိဘတွေကကိုစားလို့ပေးရမယ်အဲ့လိုမှဆိုရင်ကလေးရဲ့ social skill ကောင်းတယ်ပြီးရင် empathy ဒါစာနာလေးစိတ်အဲ့တော့တသားသူများကိုနားမလို့ရဘူးနော်တသားကိုနားလို့ရင်ကြိုက်လားတသားကိုရရင်ကြိုက်လားမကြိုက်ဘူးအဲ့လိုပဲသူကလည်းသူ့သားကိုနားရင်မကြိုက်ဘူးလေတသားအဲ့တော့သူများကိုမလို့ရအောင်နော်သူများရုပ်ကိုမလူရအောင်နော်တမီအဲ့လိုသူများရုပ်တမီရုပ်ကိုယူရင်လူရင်ကြိုက်လားမကြိုက်ဘူးအဲ့လိုသူများလည်းမကြိုက်ဘူးဒီစာနာတဲ့စိတ်ကလေးငယ်ငယ်လေးကလေးခဏပြောပြရမယ်ဒီ empathy ကတော့ကြီးတွေကောင်းနေကြီးတွေကောင်းနေပြောမိဘတွေကဒါတော့တော်တော်လေးဂရုစိုက်နေပုံဖွံ့ဖြိုးအောင်လုပ်ပေးရမယ် empathy ရှိရင် social skill ကသူ့ဟာသူကောင်းလာတာပေါ့နော်အဲ့တော့ now eye contact making eye contact အဲ့ကြောင့်တသားမေမေကိုကြည့်နော် teacher တွေလည်းအဲ့လိုပဲနော်တသမီးကိုပြောမယ်နော်ဒီရှောင်းကြည့်ဆိုချို့ကလေးတွေဒီခုစမ counseling လုပ်တာပေါ့နော်ဒီစေကြောတက်ဒီ eye contact တိတ်မရှိမနေ့ဦးကပြောရတယ်အဲ့လိုပေါ့နော် counseling တက်ချိန်မှာဆိုရင်သူတို့မျက်လုံးတွေကတခြားနေရာမှာရှိတယ်ခြားမှာဝေးတယ်သွားတယ်တော့ခေါင်းငုံထားတယ်အဲ့ဒါမျိုးပေါ့နော် eye contact မလုံးနိုင်အဲ့ဒါမျိုးလေးတွေတွေ့ရတော့ဒါ clean နဲ့ဘွားကလေးဟာ eye contact ကောင်းမှဒီ social skill လည်းကောင်းတယ်လို့ပြောချင်တာပေါ့နော်Now respecting boundary ဆိုတဲ့ဒီလူမှုကန့်သတ်ပုံတွေကိုလေးစားဖို့လေပြောပြရမယ်ပေါ့အဲ့တော့ social skill ကြတော့ကိုယ့်ရဲ့လူမှုဆက်ဆံရေးမြင့်တင်တာပေါ့နော်အဲ့တော့ improve your emotional intelligence မင်းရဲ့စိတ်လှုပ်ရှားမှုဆိုင်ရာဉာဏ်ရည်ကိုမွမ်းမံပေးပါကိုယ့်ရဲ့EQ မြင့်အောင်လုပ်ပြီးပေါ့နော်ဒါဆိုရင် social skill ကောင်းမယ်ပြီးရင် load in what ကိုယ့်ရဲ့အတွင်းထဲမှာလေးကိုလေ့လာပါကိုပြန်ကြည့်ပါ now positive effective communication skill ကောင်းတယ်ထိရောက်တယ်လူမှုဆက်ဆံရေးကျွမ်းကျင်မှုပေါ့နော်ဒါကိုလုပ်ရမယ်ပြီးအန်တော့တက်ကတော့ဒါစစ်မှန်မယ်ယူသားမယ် now ask more than your speak မင်းပြောတာတဲ့ပေါ့နော်နားထောင်ပြီးတော့ကိုသိချင်တာလေးမိကုန်းလေးတွေမိအဲ့ဒါပေါင်းတယ်ပေါ့နော်ဒီပြောချင်တာခုနစောတော့ active listening ဖြစ်ပါတယ်တက်ကြွစွာနားထောင်ပြီးတာပေါ့ဒါလည်းအရေးကြီးတယ်နောက် conflict resolution ဒါအငြင်းပွားစရာတွေကိုဒါပြန်ပြီးတော့ဖြေရှင်းတာတွေနောက် gate compliance ကတော့ဒီ နှုတ်ဆက်စကားလေးတွေတို့အားပေးစကားလေးတွေပြောတာတို့ဆူတောင်းကစားလေးတွေပြောတာပေါ့နော်အဲ့ဒါလေးတွေလည်းလုပ်ပေးရမယ်ပြီးပေါ်လာရင်ကြည်ပြောဆိုရမယ်နောက် use upon body language and non-verbal စောစမှာပြောလို့ပါပဲเนาะ body language လေးတွေနောက်အတန်မထွက်ဘဲနဲ့ non-verbal ပေါ့เนาะပြောတာလေးကိုနားလည်အောင်ကြိုးစားရမယ်ဒါဆိုရင်ကိုယ့်ရဲ့ social skill လေးပို့ပြီးတော့ကျွမ်းကျင်လာမယ်ပေါ့เนาะအဲ့တော့ဒီနေ့ဆက်မရဲ့ဆွေးနွေးချက်ကလေးကိုဒီနောက်မှပဲဆုံးသတ်ပါမယ်ဒါ social psychology ကလာတဲ့အချက်ကလေးတွေဆက်မနေနဲ့ရတဲ့ချိန်တွင်းမှာ
share လုပ်ခြင်းဖြစ်ပါတယ်ပေါ့နော်ဒီတဲ့ပို့ပြီးတော့များများသိချင်တယ်ဆိုရင်နော်ဆိုတော့ honors hour မှာ certificate or introduction to social psychology ပေါ့နော်အဲ့ training လေးရှိပါတယ်အဲ့တနန်းလေးကိုတက်မယ်ဆိုရင်ဒါပို့ပြီးတော့မှ social psychology ကိုသိနာလေပြီးတော့ပေါ့နော်ပို့ပြီးတော့ကျွမ်းကျင်စွာနဲ့ပေါ့လူမှုဆက်ဆံရေးကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဆရာမရဲ့ share လုပ်တာလေးကိုဒီနားမှာရန်နာလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဒီချိန်ဒီနေ့sharing လုပ်ပေးသွားတာလေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် ပါတယ်တမီး ဟုတ်ကဲ့ဒီချိန်အချိန်လေးကတော့တမလို့15မိနစ်လောက်တော့ကြံသေးတယ်ပေါ့နော်ဒီထဲမှာဒီချိန်ကြီးကိုဒီ workshop လေးနဲ့ပတ်သက်ပြီးတော့တခြားသိချင်တာမျိုးရှိရဆိုလို့ရှိရင်တော့တခါတည်းမေးလို့ရပါတယ်ရှင်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်သူများမေးဖို့ရှိအောင်မလဲရှင်လက်ထောင်လိုက်လို့ရပါတယ်ဟယ်လိုဟုတ်ကဲ့ရှင်မေးဖို့ရှိသေးလားမသိဘူးရှင် ဟယ်လိုညီမမေးချင်လို့ပါ ဟုတ်ကဲ့ပါဟုတ်မေးလို့ရပါတယ်ရှင် တီချယ်ကြီးပြောရလေပျော်ရွှင်တာဆိုတာ social skill ရှိမှလို့ပြောရဲဆိုတာလေအဲ့ဒါက introvert ဖြစ်တာ extrovert ဖြစ်တာအဲ့ဒါနဲ့ကိုဆိုင်လားမသိဘူးရှင် နည်းနည်းလေးတော့ဆိုင်တာပေါ့နော် အဲ့လိုဆိုကိုက introvert ဖြစ်နေတယ်တခြားလူက extrovert ဖြစ်နေတယ်ဆိုရင်ကိုကအားနည်းချက်ရှိတာပေါ့နော်အဲ့လိုဆိုရင် အော်နေချင်ခုနကဒီချက်ပြောလို့ပေါ့နော်နည်းနည်းလေးပြင်လိုက်ဟိုလေ extrovert နဲ့ introvert မှာလဲ extreme ဖြစ်တာပဲရေဟိုအဲ့ဒါမကောင်းတာအစွန်းတစ်ဖက်မှာပေါ့နော်ဥပမာပြောမယ်ဆိုintrovert တွေကြတော့အိမ်ထဲမှာပဲနေ social withdrawal တွေလုပ်တာလုံးဝတယောက်တည်းနေပေါ့နော်အဲ့လိုနေလူတွေနဲ့ကိုမတွေ့ဘူးပေါ့ပေါင်းသင်းဆက်ဆံရေးမလုပ်တော့ဘူးဆိုရင်ဒါကတော့ဒါ mental health အတွက်ကိုမကောင်းစေဘူးပေါ့ extrovert တွေကျတော့အဲ့လိုပဲ extrovert ကျတော့သူအပြင်မှာပြောအိမ်ဆောင်နဲ့ရံပြထားသလိုပဲ club တွေမှာပြောအပြင်တွေမှာပဲပြောဘာတွေရံများပြီးတော့ဘာမှဘဝအတွက်တော့တိုးတက်အောင်မလုပ်ဘူးလမ်းမပေါ်မှာပဲနေတယ်ဆိုရင်သူကလည်းproblem ဖြစ်မယ်ပေါ့နော်အဲ့တော့ကိုက introvert တော့မှန်တယ်ဒါပေမဲ့တစ်ခါတလေတငယ်ချင်းနဲ့အပြင်ထွက်ပြီးတော့သွားရလာတွေတော့လုပ်ရမှာပဲကို family နဲ့သွားရလာတွေ shopping လုပ်တာလေးအဲ့လိုခဏတစ်ဖြုတ်ပန်းချန်သွားဒါမျိုးတွေလုပ်ရမယ်ပေါ့နော်အဲ့လိုပဲ extrovert တရားကြတော့လေကိုအိမ်ထဲမှာလည်းနေရအောင်နဲ့ကိုရဲ့မိတိုင်းလေးထားပြီးတော့သူများနဲ့ပဲပြောပြီးအများအားပြောနေတာတဲ့ကိုအတွက်အချိန်လေးထားပြီးတော့ study လုပ်တာနေလုပ်မယ်ဆိုရင်ဒါကြောင့်တော့ကောင်းတာပေါ့နော်အဲကြောင့်မလို့ဒီ introvert တွေရောဒီချာအများကြီးတွေ့ပါတယ်အဲ့လိုမျိုးပေါ့နော်လူတွေနဲ့မတော်ချင်တယောက်တည်းနေရတာကျေနပ်တယ်ကြိုက်တယ်ပေါ့နော်တချို့တွေပြောတယ်ဟုတ်တယ်တယောက်တည်းနေရတာကောင်းတယ်ဒါပေမဲ့တချို့အရေးကြီးတော့တယောက်တည်းနေမှာဘာလုပ်နေတာလဲပဲအရေးကြီးတယ်တယောက်တည်းတော့နေတယ်ဖုန်းမဲ့ကိုင်နေတစ်တူတွေနဲ့ဒီ social media တွေမှာပဲကိုယ်ချိန်လုံးချိန်ဖြုံးနေတယ်ပေါ့နော်အဲ့လိုမျိုးဆိုဒါမကောင်း mental health တော့ပေါ့နော်အဲ့လိုမျိုးတော့တယောက်တည်းနေတဲ့ negative thought တွေသူများတွေကိုပဲအပြစ်တင်ပြီးတော့တွေးနေတာမိသားစုလည်းဘယ်သူမှကောင်းမထင်အဖေကလည်းငါ့ပုံမကောင်းအမေလည်းမကောင်းမမလည်းမကောင်းအဲ့လိုတွေရှောက်တွေးနေတယ်ဆိုရင်လည်းဒါ mental health တော့မကောင်းပေါ့နော်တယောက်တည်းနေတယ်ဒါပေမဲ့ကိုယ်လက်တော်နဲ့သင်တန်းတွေတက်နေတယ် story တွေလုပ်နေတယ် language တွေလုပ်နေ learning တွေလုပ်နေအဲ့ဒါဆိုရင်ဘာသာတရားတွေလည်းလုပ်တယ်ဒါနောက်ကကိုသဘောကျတဲ့ art တို့ပေါ့နော်ဥမာပကြီးဆိုတာ coloring လုပ်တာဒါတွေကြတော့ကောင်းတယ်အဲ့ဒါတွေကဘာလောက်တာလေးပုံမှာပဲဒီချက်ကမူတည်ရလို့ပြောချင်တာပေါ့နော်တမီး ဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးတစ်ခုရှိသေးတယ်ချင်းဟယ်လို hello ဟုတ်ကဲ့နောက်ထပ်မေးခွန်းလေးတစ်ခုရှိသေးလို့ရှင် ပြောပါဦး
လို့introvert တယောက်အနေနဲ့ကြတော့ social skill ထက်ကအဲ့လိုတငယ်ချင်းတွေရအောင်ဘယ်လိုလုပ်ရမလဲတခြားလူတွေကိုစကားပြောဖို့ရအောင်မပြောနိုင်ဘူးဆိုလို့ရှိရင်ကြတော့ကိုယ့်ဘက်မှာ ကျန် အဲ့လိုဒီချေကြီးပြောသလိုမျိုးပဲ physiological needs တွေ appearance တွေ physical appearance တွေဟိုခေါ်အဲ့လိုရည်ချင်းတွေကျွမ်းကျင်တာရှိနေအောင်မှာကိုကတခြားတစ်ဖက်ကိုပြောချင်အောင်မှာစကားမပြောတတ်တာဆိုရင်ကြတော့ အဲ့ဒါတော့ဒီကအပြင်မှာမတွေးကျင်ဘူးမတွေးနိုင်ဘူးဆိုရင် online မှာနော်ခုတော့ဟို training တွေတက်စီကျင်အောင် training နဲ့ friend တွေရလာမယ် new friend တွေပေါ့နော်တကယ်ချင်းတစ်တွေရမယ်သူတို့ ਨੇ အဲ့လိုပဲ contact လုပ်ရင်းနဲ့တဖြည်းဖြည်းနဲ့ကိုအဆင်ပြေလာနိုင်တယ်ပြီးရင်ဒီချက်ကကြတော့တချို့တွေ social မှာညံ့နေတာမျိုးဆိုရင်စကားကြီးကြည့်ခိုင်းတာပေါ့နော်စကားကြီးအတကကြာရင် social ပြရတယ်ပေါ့နော်အကြာကြီးကြည့်ရမယ်တော့ပေါ့နော်စကားလေးတွေကြည့်မြန်မာကားလေးတွေမှာဆိုတဲ့လူတွေတယောက်နဲ့တယောက်ဘယ်လိုဆက်ဆံကြတာလဲစကားတွေမှာ social လည်းပါတယ် culture တွေလည်းပါတယ် tradition တွေလည်းပါတယ်တကြောင်စကားတွေကြည့်ရင်လည်းကိုကအတူယူသွားတာပေါ့နော်အဲ့တော့စကားကြည့်ရင်ကိုပညာနဲ့ကြည့်တာမျိုးပေါ့အဲ့ဒါမျိုးလေးတခြားပြောချင်ပါတယ်လို့သမီး ဟုတ်ကဲ့ပါရှင်အကြံပေးလို့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ပါတယ် ဟုတ်နေဖြေပြီးတော့လည်းကျေးဇူးတင်ပါတယ်ဒီချက် ကျေးဇူးပါသမီးကျန်တဲ့လူတွေမေးချင်တာရှိလား Hello teacher မင်္ဂလာပါ မင်္ဂလာပါသမီး ဟုတ်ကဲ့သမီးနာမည်ကလှိုင်းမြတ်သူပါ English language teacher တယောက်ဖြစ်ပါတယ်အခုကကလေးတွေနဲ့အများဆုံးထိတွေ့ရတယ်ပေါ့နော်အဲ့ဒီမှာဆယ်ကျော်သက်ကလေးလေးတွေလည်းပါတယ်အများစုပါတယ်secondary ကလေးတွေဖြစ်တဲ့အတွက်တခါလေတချေကြီးပြောအဲ့ဒီထဲမှာပြောသွားတဲ့အရာနဲ့တိုက်ဆိုင်နေတာက eye contact မယူတာမျိုးပေါ့နော်တခုခုစကားပြောလိုက်တယ်သူတို့အတွက်ပြောနေတဲ့အရာဖြစ်နေတော့ညာလေသူတို့မဟုတ်တလို့ပဲအဲ့လို eye contact ကိုမယူနေဘူးအရေးမကြီးပါဘူးဆိုပြီးတော့ပဲနေလိုက်တာမျိုးများတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအတွက်တီချာကြီးစီကနေအကြံဉာဏ်တောင်းချင်တာဘယ်လိုမျိုးလေးလုပ်ပြီးရင်သူတို့ ਨੇ connection ပို့မိမလဲနောက်ပြီးလို့ရှိရင် eye contact ပို့ရမလဲဘယ်လိုစကားမျိုးပြောပြီးရင်တော့သူတို့အတွက်အကျိုးရှိမလဲဆိုတဲ့ဟာလေးသိချင်ပါတယ်ချေ ဟုတ်ပါတယ်သမီးအဲ့တော့ eye contact ရဖို့အတွက်ဆိုရင်တော့ကိုကအရင်ဆုံးပဲပေါ့နော်ဟိုကိုကသူတို့ပေါ်မှာစီယုံရေးတော့အရင်လုပ်ရမှာပေါ့ကိုကအရင်ဆုံးပေါ်ယူရင်းနဲ့လေဟိုတခြားမပြောသေးဘူးပေါ့သူရဲ့တခုလောက်ထားတဲ့ case ကိုမပြောသေးဘူးဒီလိုပဲအလားပါတလာပါလိအပြင်စကားလေးတွေပြောတာလေးအဲ့ဒါမျိုးတွေလုပ်ရင်းနဲ့မှအဲ့လိုအဲ့ကျမှသူကရင်းနှီးလာတာပေါ့နော်ခြားစကားတွေပြောရင်းနဲ့ចောင်းစာမဟုတ်ဘဲနဲ့ចောင်းကိစ္စမဟုတ်ဘဲနဲ့ပြောတာလေးတွေပေါ့အဲ့ဒါလေးတွေအရင် eye contact ရအောင်တမီးရဆရာမကပဲအရင်လုပ်အောင်ပါနော်ခဏလေးလို့ကောင်းကောင်းဖော်ယူနေပြောပြင်းနေပဲအဲ့မှာကျတော့မှနောက်ပိုင်း eye contact ရတာနော်ဒီချာပြောသလိုပါဒီဟို screen time တွေများတဲ့ကလေးတွေကဒီအဲ့လို eye contact ကိုတိတ်မလုံးနိုင်ပေါ့နော်ဖြည်းဖြည်းချင်းသူတို့ကြည်ယူအောင်မဆောင်ယူအောင်ပြောချင်ပါတယ်တမီး ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခုလေးမေးချင်တာကလေ set the boundary ဆိုတဲ့ဟာလေးကိုလိုက်ကွက်ပြပြအဲ့ဒါတော့ကိုယ့်အတွက်ပေါ့နော်ကိုယ့်အတွက်သိချင်တာအဲ့ဒါက set the boundary ဆိုတဲ့ဟာမှာတခါလေကိုကို boundary လို့ငါသတ်မှတ်ထားမယ်အဲ့ boundary ကိုမသိမလိုက်ချိုးဖောက်လိုက်တယ်ပေါ့ဒါ flexible ဖြစ်ခြင်းလို့သူများကိုအစင်မပြေမှာဆိုလို့ဆိုတဲ့နဲ့ကိုကအဲ့ boundary ကိုဖြတ်လိုက်တယ်အဲ့တော့ဖြတ်ပါများလာတော့သူများရဲ့ respect လည်းမရှိတော့သလိုကိုယ့်ရဲ့ respect self respect ပါလျော့တယ်လို့ကိုကထင်တယ်ပေါ့နော်အဲ့ခါကျရင်ဘယ်လိုဟာမျိုးကိုတော့တိတိကျကျ set boundary ထားတင်လဲဆိုတဲ့ဟာလေးကိုတော့သိချင်ပါတယ်ချင်းအဲ့တော့မြန်မာတွေမှာဆိုမြန်မာကြအားနာတာပေါ့နော်ကဘာမှာတော့အဲ့စကားမရှိအဲ့အားနာတဲ့ဟာတွေကသူများပေါ်မှာလိုက်ရောရင်နောက်ပိုင်းကျပါဖြစ်လာဆိုကိုကပူရင်းလုပ်ခံရနိုင်ကျင်တာတော့ဖြစ်လာသဘောကောင်းတော့ရင်ပေါ့အဲ့ဒါမှကျတော့ဥပမာပဲပြောလိုက်ဥပမာကိုကနေမှာတကယ်ချင်း shopping သွားမယ်ငါတော်တော်ကြာမှာတော့ငါရှောက်ပတ်မှာတော့လိုက်ခဲ့အောင်
ကိုကမလိုက်ချင်ဘူးပေါ့နော်မလိုက်ချင်သူဈေးဝင်ရမ်းကြတာပေါ့ကိုသိတယ်ပေါ့မလိုက်ချင်ဒါပေမဲ့လိုက်ရမလို့မရဆိုလိုက်သွားတော့သူစတီမမှာပန်းနေတယ်ပေါ့နော်အိုရှင်မှာပန်းနေကိုကမလုံးချင်ကိုလည်းမဝယ်စားဘာမှမရှိဘူးဒါပေမဲ့သူတော့ကိုလိုက်ပြီးပန်းအဲ့ဒါ social boundary မရှိတာပဲအဲ့ချိန်မှာခုနပြောအောင်မှာတငင်ကြီးဒီဝင်စရာလည်းမရှိသေးဘူးနော်မအားလည်းမအားလို့ဒီ shopping တွေတော့မလိုက်တော့ဘူးနော်တငင်ကြီးနောက်ကြရင်လိုက်မယ်နော်ပြုံးရွှင်နဲ့ချူချူတာနဲ့ညင်ရမယ်လို့ပြောချင်တာပေါ့နော်ချင်အဲ့ဒါ social boundary ပဲအဲ့တော့ကိုမလှုပ်ချင်တဲ့အရာကိုတငင်ချင်းပြောဖို့အတွက်လိုက်လုံနေရင်အဲ့ဒါ boundary မရှိတာပဲဟုတ်ချင် ကိုရမိသားစုတောင်အဲ့လိုမိသားစုတောင် boundary ထားရမိသားစုတွေမှာလည်းအဲ့လိုပဲကိုလှုပ်ပေးနိုင်တဲ့အရာကိုလှုပ်ပေးပြီးတော့မလှုပ်ပေးနိုင်တဲ့အရာကိုကောင်းမွန်ကြိုးစားဆိုရင်းနိုင်ရမယ်ပေါ့နော် ဟုတ် တခြားရဲ့ battery ရနည်း ဟုတ် နေပြီတဲ့ ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ချေတခြားလူတွေလည်းရှိသေးရမို့လို့ကျေးဇူးပါနော်ဒီချိန် ဟုတ်ပါပြီ ဟုတ်ရှယ်တစ်ခုလောက်မေးကျွန်တော် ဟုတ်ပါပြီခဏလေးတော့ teacher ကဟိုပါလေလက်တော့ကုန်ကန်နီးလို့ဟိုနဲ့ချိန်မလို့ပါ power bank နဲ့မြို့ ကြားပါပြီ ဟုတ်ရှယ်လေကျမ်းမာတော့ဒီပေါ့နော် relationship တစ်ခုမှာကျမ်းမာရဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့အတွက်ပေါ့နော်ဟာတဉာဏ်နဲ့ပေါင်းရမလားဒါမှမဟုတ် active listening အနေနဲ့ပေါင်းရမလားပေါ့နော်ဟာတဉာဏ်နဲ့ပေါင်းမယ်ဆိုရင်လည်းကိုယ်ကိုကြားလို့ရှိရင်ပေါ်လို့ထင်မှာမျိုးတာတစ်ခုရယ်ပြီးတော့ active listening အနေနဲ့ပေါင်းလို့ရှိရင်လည်း तू ကအရင်ပြင်းမှုကောင်းတယ်ဆိုပြီးအဲ့လိုဖြစ်မှာတစ်ပဲဘယ်ဟာကကိုယ့်အတွက်ပို့ပြီးတော့ရေးရှိဆိုလို့ရှိရင်အပေါင်းအသင်းကြားမှာပို့အဆင်ပြေမလဲဒီချက် ဒီပါနော် teacher ကပုံနဲ့ဝင်ရတော့မယ်ထင်တယ်ဟော line ကမရအောင်လို့ချက်ကလက်တော့အားကုန်သွားတဲ့အကြောင်းဖုန်းနဲ့ဝင်มาမယ်မိတထိုင် ဟုတ်ကဲ့ဒီချိန်ဟုတ် မိကွန်လေးကြံပြ
ဟုတ်ကဲ့ရှင်ဟိုဟာနောက်ဆုံးတစ်ယောက်တော့ရှိသေးတယ်ဒီချိန်ခုနအကိုနဲ့ဆိုလို့ရှင်တော့2ယောက်ပေါ့စုစုပါ ရတယ်ပုံနဲ့ပဲဝင်လိုက်တယ် ဟုတ်ကဲ့ဒီချိန်စောင့်နေပါတယ် အေး တမီးတို့အချိန်ကိုလည်းငှက်ကွက်တော့အားဖြင့်ဒီ2ယောက်ပြီးသွားတယ်ဆိုလို့ရှင်တော့ဒီ session လေးကိုအဆုံးသတ်ပါမယ်ရှင်ဟုတ်ကျေးဇူးပါညီမတို့လေးဟိုဒီချိန်ကြီးလဲဟိုဖုန်းနဲ့ join နေတော့မှဒီချိန်ရဲ့ introduction to social psychology အတန်းလေးရဲ့ဒီအတန်းစာမဲ့ရက်ကလေးရဲ့ပြီးတော့ညီမတို့အချိန်နေရဲ့ပေါ့နော်နောက်ပြီးတော့ညီမတို့သင်ရမယ့် platform လေးတွေရဲ့ကိုဒီ chat box လေးမှာညီမတို့ပို့ပေးထားပါတယ်ရှင်နောက်ပြီးတော့ဒီအတန်းလေးကဒီ workshop မှာ join နေသူတွေအတွက် special discount အနေနဲ့ညီမတို့3,000ကျပ်တိတိနဲ့ပေါ့နော်ဒီအတန်းလေးကိုတက်ရောက်နိုင်ပါတယ်ဆိုတဲ့အကြောင်းလေးလည်းသတင်းကောင်းပါချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟယ်လိုသမီး ဟယ်လိုဒီချိန်ကြားပါတယ်ရှင်ဟုတ်ခုနကတော့ အေး မေကွန်လေးပဲဆက်လိုက်ကြမယ်နော်ဒီချိန်ဟုတ် ဟုတ်တယ်ဒါဟိုလီမိကုန်းလေးကိုကျင်းလေးပြန်ပြောပြပါအောင်ခုနတချက်ကကွန်ပျူတာမရဘူး ဟုတ်ကဲ့ချယ်ဟိုကျမ်းမာတဲ့ဆက်ဆံရေးတစ်ခုရေရှည်သွားမဲ့ relationship တစ်ခုမှာပေါ့နော်ဟိုဟာတာညင်နဲ့အရင်ပေါင်းရမလားဒါမှမဟုတ် active listening အနေနဲ့ပေါင်းရမလားပေါ့ဟာတာညင်နဲ့ပေါင်းမယ်ဆိုရင်တော့ဟိုရေရှည်မှာသူတို့ကအပေါ်ကြီးလို့ထင်ပါတယ်ပြီးတော့ active listening နဲ့ပေါင်းမယ်ဆိုရင်ရောဘယံပြမှုကောင်းတယ်ဆိုပြီးတော့မှအဲ့လိုထင်ပါတယ်ဘယ်ဟာဆိုရင်ရေရှည်မှာဒီ relationship တစ်ခုဒါနဲ့ဘယ်တစ်ခုနဲ့တည်ဆောက်တာပို့အဆင်ပြေမယ်ချယ် active listening နဲ့တော့ပို့ပြီးတော့ကောင်းမယ်လို့ထင်တယ်ပေါ့နော်ဟိုဟာကျတို့လည်းဟိုဟာတာပြောတဲ့လူဆိုရင်တော့သဘောကျပါတယ်တက္ကသိုလ်တော့ကနေလေအကိုတယောက်ဆိုရင်ဒါအမြဲတမ်းသူ့လိုင်းရှိနေရတယ်သူ့ကိုမျောနေကြတယ်ပေါ့နော်အဲ့လိုမျိုးဒါပေမဲ့လို့ဟိုပေါ့နော်ကြောင်ပြီးတော့တဲ့ခါကျတော့လည်းမတွေ့ကြတော့ဘူးပေါ့နိအဲ့လို active listening ကကျတော့ဒါသူကတော့ gender ဖြစ်တာပေါ့ဒီတက်တန်းနဲ့ပေါ့နော်ဒါတငယ်ချင်းတွေနဲ့တအားရင်းနေတဲ့ close ဖြစ်တဲ့လူတွေကြတော့လည်းကိုဟာတာလေးတွေပြောတာလေးကကောင်းပါတယ်ဒါပေမဲ့လုပ်ငန်းခွင်မှာလို့ပါတော့ပေါ့နော်အဲ့ဒါမျိုးကြီးကြရင်ကြတော့စောစောကပြောတဲ့ role ပေါ့ကို role ရပေါ့နော်အရင်ဟာတာဆန္ဒမျိုးတွေပြောတာဆိုတာတွေမလောက်တာတော့ပိုကောင်းတာပေါ့နော်active listening ကတော့ဒါဆိုတော့စာနာစိမ့်နဲ့နားထောင်တာရိုးရိုးနားထောင်တာတော့မဟုတ်သူဘာခံစားနေရတယ်သူဘာဖြစ်ချင်တာလဲဆိုတဲ့ယာလီကိုနားထောင်တာကို active listening လို့ခေါ်တာပေါ့နော်ရိုးရိုးကြီးနားထောင်နေတာမဟုတ်ငါတငယ်ချင်းပြောနေတာဘာလေးခံစားနေသူ emotion ကဘာလေးလဲပြီးသူဘာဖြစ်ချင်တာလဲသူရဲ့ wants needs တွေပေါ့နော်အဲ့လိုဒီနားထောင်တာကို active listening လို့ခေါ်တာပေါ့နော်ကျေးဇူးပါ ကျေးဇူးတင်ပါတယ်ဒီချက် ပါပြီတိုင်း ဟုတ်ကဲ့နောက်ဆုံးတစ်ယောက်ပဲရှိပါတော့တယ် အေး ဟိုလားအတက် listening ဆိုတာလေ boundary နဲ့နားထောင်ရမှာလားအဲ့ဒီဟို boundary နဲ့လားဟိုဟာတာညံလဲလားအဲ့ဒါနဲ့ဆိုပို့အဆင်ပြေမယ်နဲ့တူရပါတော့ဟုတ် boundary ထားလိုက်ရင်လေကွာဟဲ့ boundary မထားရင်လည်းအဲ့လိုမျိုးကိုပေါ်တယ်လို့ထင်ရောထက်ရောနိုင်ခြင်းပြောမှကြာ boundary ထားပြန်လဲဟဲ့အဲ့တရားဆိုချင်မကောင်းထိဆက်ထိမခံအဲ့လိုမျိုးပြောမှပြောခံရတယ်ဆိုဘယ်လိုမျိုးလေးလောမလဲပေါ့နော် attendance နေရာတော့သူ emotion နဲ့သူပြောနေတာသူရဲ့case study သူရဲ့ဟိုပါပေါ့သူ case ကိုသူပြောနေသူ life ကိုသူပြောနေကြအောင်ကိုက boundary ထားစရာမလိုဘူးလေနားထောင်လို့ပဲဒီနော် listening ကိုသူမမေးဟို boundary ထားမှလားဟာတာညံနဲ့ပြောရမှာပါခါကြလို့ရှင်ကိုမကြိုက်တဲ့ဟာတစ်ခုပြောလိုက်တယ်ပေါ့နော်တငယ်ချင်းကအဲ့ကြလို့ရှင်စိတ်ဆိုပြရမှာလားဒါမှမဟုတ်ဟာတာပဲဆိုပြီးတော့ဟိုလှုပ်လိုက်မှာလားပေါ့နော်ဟာတာပဲဆိုပြီးတော့လှုပ်လိုက်မယ်ဆိုရင်လည်းကိုမကြိုက်တာထပ်ပြောနေရှင်ကိုကဟိုပိုရောခံစားရမှာပေါ့နော်မျိုး boundary ထားရောပြန်ပြောလိုက်မယ်ဆိုရှင်လည်း
social ကပြတ်သွားမှာလဲဆိုရတယ်ပေါ့အဲ့လိုမျိုးဟုတ် ကျန်စောစောကပြောပြီးသားလေ boundary ထားပြီးတော့ကိုညင်းစုပိုင်ခွင့်ရှိရဲ့ဒါပေမဲ့ရင်ကြီးစွာညင်းစုပိုင်ခွင့်ရှိရဲ့လို့ပြောတယ်နောက်ကြရင်ကိုမကြိုက်တဲ့အရာကို discuss လုပ်တာပေါ့နော်ဆွေးနွေးတာပေါ့တကယ်ရင်တော့ဒီတစ်ခေါက်ကပြောလိုက်တဲ့အားလေးပေါ့နော်မကြိုက်ဘူးတော့နောက်ခါကျရင်မပြောနဲ့တော့ဒါအဲ့ဒါ boundary သမီးရဲ့ values ကိုပြောလိုက်တာပဲပေါ့နော်သမီးရဲ့တမို့ထားပြောလိုက်တယ်နောက်မလုပ်အောင်လို့နော်အဲ့ဒါလေးက boundary ပဲပေါ့နော်သမီး ဟုတ်ကဲ့ပါဟုတ်နောက်ထပ်မေးခွန်းမေးမဲ့သူများရှိပါအောင်မလားရှင်တယောက်ပဲထပ်ပြီးတော့အဆင်ပြေတော့မှာမဟုတ်လို့ပါဟုတ်ဟုတ်ကဲ့နောက်ထပ်မေးခွန်းမေးမဲ့သူများရှိပါအောင်မလားရှင်ဟုတ်နောက်ဆုံးတစ်ယောက်တော့ထပ်ထောင်တယ်ဒီချိန်မခင်ထပ်ဆန်ပါရှင်ဟုတ်ပါဟုတ်ကဲ့မင်္ဂလာပါဆရာမဟုတ်ဆရာမပြောတဲ့ဟာရဟုတ်အများကြီးသိခဲ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီထဲဆိုပါရခဲ့လဲဆိုလို့ဒီ boundary ထားမှန်းอ่ะပေါ့နော်ရှေ့ကပြောသလိုပဲအားနာရပေါ့နော်တခုခုခေါ်လိုက်ပြပါအောင်တခုခုလိုက်ကြည့်ပြပါအောင်ဆိုအားနာပြီးတော့အရင်လိုက်လုပ်ပြီးခဲ့ပေါ့နော်အရင်လိုက်လုပ်ပြီးခဲ့တဲ့ဟာမှာကိုပြန်ခံစားရတာကျွန်တော်ရှိရင်အဲ့ဒီအပေါ်မှာအရင် stress တွေပြီးလာပေါ့နော်လုပ်ပြီးရပါမှာကိုယ်စိတ်တင်နေမှုရှိမနေတော့နောက်ပိုင်းကြလို့ရှိရင်အဲ့လိုဘယ်လိုပြောမလဲ positive vibe ကနေ negative vibe တွေကိုအရင်ညားလာပေါ့နော်အဲ့ရအခုကိုယ်ပြန်စစ်တဲ့အနေနဲ့သက်ပေါင်းလေးထားပြီးတော့အမျိုးလေးလောက်ဖြစ်အောင်တော့ကိုယ်စူးစမ်းနေပေါ့နော်ဟုတ်ညင်းသေးတာကိုညင်းတတ်အောင်ပေါ့အားနာတဲ့စိတ်ကပြန်ဖုံးလွှလာတော့မနေတော့တိုက်ထုတ်နေရကိုယ်ပေါင်းလေးထားဖို့ပေါ့နော်ဟုတ်အဲ့မျိုးထားတဲ့အခါတော့သမီးတရားကြလို့ရှိရင်ဒီမျိုးညင်းလိုက်လို့ရှိရင်အဲ့ဘက်ကကိုယ်ဘယ်လိုမြင်မလဲဆိုတဲ့ဟာရလည်းပြန်ပြီးတွေးဖြစ်တယ်ပေါ့နော်ဟုတ်အဲ့ဒါကိုဆိုဘယ်လိုမျိုးလေးထားရမလဲဘယ်လိုနော်ကိုယ့်ရဲ့စိတ်ကိုရင်ကြီးကြီးလေးခုနကပြောလို့ရင်ကြီးကြီးလေးကိုကညင်းနေဆိုရင်သူကဒါမျိုးမကြိုက်ဘူးပဲပေါ့နော်အဲ့လိုနောက်တစ်ခါငါအဲ့လိုမလုပ်တော့ဘူးဆိုတော့တစ်ဖက်သားလည်းတည်သွားတာပေါ့နော်နောက်သူ့ရဲ့ boundary လည်းကိုကနေနေစားတာပေါ့တကယ်ချင်းပေါင်းကြပြီမယ်သူမကြိုက်တာကိုမပြောတယ်သူမကြိုက်တာမလုပ်တာဘူး mutual ပေါ့နော် mutual respect ပေါ့အဲ့လိုမျိုးထားရဲဆိုရင်ကြာနိုင်တော့သူတို့ဒါတိလာပါတယ်ဘာမှထင်မြင်ယူကိုကပြောရင်ကြီးခုနကပြောရင်ကြီးညင်းရမယ်လို့ပြောတာရင်ကြီးပြောတဲ့သူဘယ်သူမှမကြည့်မနဲ့ဆိုတာမရှိဘူးနောက်ကြတော့စီကံရှိတဲ့သူတယောက်တို့တော့မြင်သွားနိုင်တယ်ပေါ့နော်သူကအဲ့လိုမျိုးပေါ့နော်စီကံရှိရင်ငါတို့အနိုင်ကျင်နိုင်တယ်လွှမ်းမိုးနိုင်တယ်မရဘူးဆိုတာမျိုးတွေဖြစ်လာစမရဲ့စောစောပိုင်းကပြောသလိုပဲလူတွေကတုံးနေတယောက် social feed အားတွေကိုမတိကြတာပေါ့နော်တယောက်တော့လွှမ်းမိုးကြတာဒါလွှမ်းမိုးတာပဲလေအဲ့လွှမ်းမိုးတာကအားနာပြီးတော့လိုက်လို့နိုင်နေတာမှကြတော့ကိုယ်စိတ်နဲ့ကိုမဟုတ်တော့သူများစိတ်နဲ့ဖြစ်လို့ခါမှာကိုပျောက်လာတယ်ပေါ့နော်ကိုရဲ့ခံစားမှုတွေ emotion တွေကိုရဲ့စွမ်းဆောင်ရည်စွမ်းရည်အောင်ကြာလာဒီအားဆောင်မှုကျတော့ boundary ထားရမယ်အားနာစရာမလိုဘူးသူများကိုလည်းသူများရဲ့ boundary ကိုလည်းကိုကလေးစားရမယ်ပေါ့နော်အဲ့လိုပြန်လာနေလောက်သွားရဲဆိုရင်ဒါ social ကောင်းတာပါပဲပေါ့နော်ဟုတ်ကဲ့ပါရှင်ဟုတ်ဆရာဟုတ်ကျေးဇူးများတင်ပါတယ်ဟုတ်ပါကျေးဇူးပါဟုတ်ကဲ့ပါအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်9ရက်ဒီချိန်လူကလည်းပြည့်သွားပြီဖြစ်တဲ့တမီးတို့ဒီfree workshop session လေးကိုအဆုံးသတ်ကြပါမယ်เนาะဟုတ်ဒီနေ့မှာဒီချိန်ရဲ့ workshop လေးကိုလာ join ပေးတဲ့သူအကုန်လုံးကိုလည်းဒီနေရာကနေပြီးတော့မှကျေးဇူးတင်ကြောင်းလည်းပြောချင်ပါတယ်ဒီ session လေးမှာဒီချိန်ကလည်းပါဝင်ပြီးတော့share ပေးသွားတာဖြစ်တဲ့အတွက်လည်းဒီချိန်ကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောရင်းနဲ့ဒီ workshop လေးကိုအဆုံးသတ်လိုက်ပါမယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ good night ပါရှင်ပါရှားလည်းကျေးဇူးပါအားလုံးပဲကျေးဇူးတင်ပါတယ်နော် good night ပါတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါရှင်အဲ့ဆို Zoom link ကိုအပ်လိုက်ပါတော့မယ်